ဒီနေ့1380ခုနှစ်တော်သလင်းလပြည့်ကျော်9ရက်နေ့ခရစ်တက္ကရာ2009ခုနှစ်စက်တင်ဘာလ12ရက်နေ့စနေနေ့နံနက်မှာရန်ကုန်မြို့မောဂဝိပဿနာတရားစနစ်လုပ်ငန်းစဉ်ပြန်ပွားရေးဖွဲ့ချုပ်ကြီးမှာကျင်းပပြုလုပ်အပ်တဲ့ဝါတွင်10ရက်တရားစခန်းပွဲကြီးမှာကျေးဇူးပြုနေကြဖြစ်တဲ့ပရိစ္ဆသမုပ္ပါတရားတော်များဆက်လက်ပြီးတော့ကျေးဇူးပြုပေးမှာဖြစ်ပါတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးလက်ထက်တော်အခါကာလတုန်းကဘုရားရှင်ကိုရောမြတ်ကြီးတာဝတိပြေမောဇေတဝန်ကျောင်းတော်မှာသရင်သုံးတော်မူနေတဲ့အချိန်ခါမှာတာဝတိမြို့တော်တွင်ကတရားလာရောက်နာဥကြတဲ့တရားနာပရိသတ်အပေါင်းတော်ကောင်းတို့သည်နာကတရားနာဉာဏ်ကခန္ဓာဆိုင်လို့သောတာပတိမဉ္ဇဉ်သဂရဂမိမဉ္ဇဉ်နာဂမိမဉ္ဇဉ်အရဟတမဉ္ဇဉ်များအတိအတိရရှိသွားကြသလိုယနေ့လည်းပဲအလုံးသောတရားနာပရိသတ်အပေါင်းတော်ကောင်းတို့သည်နာကတရားနာဉာဏ်ကခန္ဓာဆိုင်လို့သောတာပတိမဉ္ဇဉ်များရနိုင်ကြပါစေသဂရဂမိမဉ္ဇဉ်များရနိုင်ကြပါစေအနာဂါမိမဉ္ဇဉ်များရနိုင်ကြပါစေအရဟတမဉ္ဇဉ်များရနိုင်ကြပါစေလို့ဆန္ဒပြုရင်းနဲ့ဘုန်းကြီးများရဲ့ဓမ္မသဘင်အစီအစဉ်ကိုစတင်မှာဖြစ်ပါတယ်ယနေ့နဲ့အားလုံးသောပရိသတ်အပေါင်းတော်ကောင်းတို့အားဘုန်းကြီးများပြောချင်တာကဘာကြောင့်အမြင်မှန်မရနိုင်ကြတာလဲဆိုတဲ့စကားကိုပြောချင်ပါတယ်။ပါတယ်လေအမြင်မှန်ဆိုတာဟာဘာပြောတာလဲမေးတော့သစ္စာဉာဏ်သစ္စာအမြင်ကိုပြောတာပါမိမိတို့ရဲ့တဏ္ဍမှာရှိတဲ့အမှန်တရားယုတ်တရားနတ်တရားခန္ဓာ၅ပါးဖြစ်ပြီးရင်ပြတ်တတ်တဲ့သဘောဖြစ်ပြဒုက္ခသစ္စာတရားအဲ့ဒီတရားတွေဟာအမြင်မှန်တရားတွေပဲအဲ့ဒီတရားတွေကိုမြင်ရင်အမြင်မှန်ပြီအဲ့ဒီတရားတွေကိုမြင်ရင်သစ္စာဉာဏ်တွေရပြီအဲ့ဒီတရားတွေကိုမှမမြင်သေးရင်အမြင်မမှန်သေးဘူးသစ္စာဉာဏ်လည်းမရသေးဘူးအမြင်မမှန်ဘူးဆိုရင်ဘာနဲ့နေရမလဲအမြင်မှားနဲ့နေရမှာပေါ့နော်အမြင်မှားတာဟာဒိဋ္ဌိပဲဒိဋ္ဌိဘယ်နှမျိုးရှိသလဲမေးရင်အပြည့်စုံအဖြစ်တော့62ပါးလို့ဒီလိုဆိုပါတယ်သို့တော်လည်းပဲတရားရှိမှတ်တဲ့ယောဂီပုဂ္ဂိုလ်များအတွက်အရေးအကြီးဆုံးသိထားရမှာကအကျဉ်းချုပ်အဖြစ်ဒိဋ္ဌိ3မျိုးဘယ်နှမျိုးလဲဘာဒိဋ္ဌိတွေပါလဲအဲ့ဒီဒိဋ္ဌိ3မျိုးစင်အောင်ကြိုးစားနိုင်ရင်ဉာဏ်နဲ့ဒိဋ္ဌိတွေလည်းပဲအလိုလိုစင်ပြီးသားဖြစ်ပါလိမ့်မယ်တက္ကာယဒိဋ္ဌိဆိုတာဘာပြောတာတော့ခန္ဓာ၅ပါးကိုပုဂ္ဂိုလ်တ attva ငါလို့ယူတဲ့အယူတက္ကာယဒိဋ္ဌိနော်မိမိတို့ရဲ့တဏ္ဍမှာရှိတာပါလေခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးသည်တက္ကာယဘာဖြစ်လို့တော့ထင်ရှားရှိလို့တက္ကာယနော်ထင်ရှားရှိတယ်ဆိုတာတကယ်ရှိတာကိုပြောတာဟုတ်လားတကယ်ရှိတာကတက္ကာယအဲ့ဒီတကယ်ရှိတဲ့တက္ကာယဆိုတဲ့ဒီခန္ဓာ၅ပါးအပေါ်မှာအမြင်မှားတာကဒိဋ္ဌိတကယ်ရှိတဲ့တက္ကာယအပေါ်မှာအမြင်မှားတာကဘာလဲတက္ကာယအပေါ်မှာမြင်မှားတာမို့လို့တက္ကာယဒိဋ္ဌိဘယ်လိုမြင်မှားတာလဲလို့မေးရင်ခန္ဓာလို့မမြင်ဘဲနဲ့ပုဂ္ဂိုလ်တ attva ငါလို့မြင်ခြင်းသည်အမြင်မှားခြင်းပဲဟုတ်ရဲ့လားပါတယ်လေခန္ဓာလို့မမြင်ဘဲနဲ့ပုဂ္ဂိုလ်တ attva လို့အမြင်မှားခြင်းသည်ဒိဋ္ဌိတက္ကာယဒိဋ္ဌိပုဂ္ဂိုလ်တ attva လို့မြင်တယ်ငါလို့မြင်တယ်သူလို့မြင်တယ်ယောက်ျားမိန်းမလို့မြင်တယ်ဒုပေါင်းကခြေလက်လို့မြင်တယ်အဲ့ဒါဒီအမြင်မှန်လားအမြင်မှားလားအမြင်မှားအဲ့ဒီဒိဋ္ဌိတက္ကာယဒိဋ္ဌိဆိုတဲ့အမြင်မှားမှုလေးစင်ရင်အမြင်မှန်ဖြစ်တာပေါ့
ဟုတ်တယ်မလားပါတယ်လေအမြင်မှားမှုလေစင်သွားရင်အမြင်မှန်ဖြစ်တယ်အဲ့ဒါဘာကြောင့်အမြင်မှန်မရသလဲလို့မေးရင်တော့အမြင်မှားမှုရှိနေလို့ပေါ့ဟုတ်ရလားဘာကြောင့်အမြင်မှန်မရနိုင်တာလဲအမြင်မှားမှုရှိနေလို့အမြင်မှားတာဟာဒိဋ္ဌိအမြင်မှားတာဟာဒိဋ္ဌိပုဂ္ဂိုလ်တ attva လုံးအမြင်မှားတာကတက္ကာယဒိဋ္ဌိခိုင်တယ်မြဲတယ်လို့အမြင်မှားတာကသတ္တရဒိဋ္ဌိပြတ်တဲ့တောက်တဲ့ဆဲတဲ့ရက်သွားတယ်လို့အမြင်မှားတာကဥစ္စေတဒိဋ္ဌိနော်တကယ်ရှိတာကယုတ်တရားနံတရားခန္ဓာ၅ပါးအဲ့ဒီယုတ်တရားနံတရားခန္ဓာ၅ပါးကိုယုတ်တရားနံတရားခန္ဓာ၅ပါးဆိုတဲ့အရှိတရားကိုအရှိတရားအတိုင်းမမြင်ဘဲနဲ့တကယ်မရှိတဲ့ပုဂ္ဂိုလ်တ attva နဲ့အစားထိုးမြင်ခြင်းသည်တက္ကာယဒိဋ္ဌိရှင်းရှင်းလင်းလင်းဒီလိုမှတ်ပေါ့နော်တကယ်ရှိတာကဘာလဲတက္ကခန္ဓာ၅ပါးတကယ်ရှိတာကခန္ဓာ၅ပါးယုတ်တရားနဲ့နံတရားအဲ့ဒီတကယ်ရှိတဲ့ခန္ဓာ၅ပါးကိုတကယ်မရှိတဲ့ပုဂ္ဂိုလ်တ attva ၅သူတစ်ပါးယောက်ျားမိန်းမနဲ့အစားထိုးမြင်လိုက်တာသည်တက္ကာယဒိဋ္ဌိတက္ကာယအပေါ်မှာမှားတဲ့ဒိဋ္ဌိပြောကြည့်စမ်းတက္ကာယဆိုတာကဘယ်လိုပါလဲဒီတော့ခန္ဓာ၅ပါးအပေါ်မှာမှားတဲ့ဒိဋ္ဌိဒီလိုပြောရမှာပေါ့နော်တက္ကာယအပေါ်မှာမှားတဲ့ဒိဋ္ဌိခန္ဓာ၅ပါးအပေါ်မှာမှားတဲ့ဒိဋ္ဌိအဲ့ဒါတက္ကာယဒိဋ္ဌိနောက်တစ်ခါဟောဒီခန္ဓာ၅ပါးသည်ဖြစ်ပြီးရင်ဘာဖြစ်တတ်တော့ခိုင်ခန့်တည်တတ်တည်မြဲတဲ့ခန္ဓာဘယ်နှခုရှိလဲတစ်ခုမှမရှိဘူးဘယ်ခန္ဓာပဲလာဖြစ်ပြီးရင်ပြက်ပင်ပြတ်သွားကြတော့လဲကိုကခိုင်တယ်ခန့်တယ်တည်တယ်တတ်တယ်အရင်တကရှိနေတာအကိုတတိရှိနေတုံးပဲလို့အဲ့ဒီလိုထင်ရင်အမြင်မှန်လားအမြင်မှားလားဘယ်လိုမှားတာတော့ခိုင်တယ်မြဲတယ်တည်တယ်တတ်တယ်လို့အမြင်မှားတာဟုတ်ရဲ့လားဘယ်လိုမှားတာလဲတကယ်တမ်းကျတော့ဟောဒီခန္ဓာ၅ပါးဒီခိုင်ခန့်တည်တတ်တာရှိရလားခိုင်ခန့်တည်တတ်တဲ့ခန္ဓာတစ်ခုမှမရှိဘူးအားလုံးဟာဖြစ်ပြီးရင်ပြတ်သွားတာကြီးပဲနော်ဒါပေမဲ့ကိုကခိုင်ခန့်တည်တတ်တယ်လို့ထင်နေတယ်မနေ့တုန်းကကတဲ့ကဖြစ်နေတာအကုရတိရှိတယ်လို့ထင်နေတယ်စောစောကရကနာနေတာအကုရတိနာတော့မယ်လို့ထင်နေတယ်စောစောကရကကျင်နေတာအကုရတိကျင်တော့ပဲလို့ထင်နေတယ်စောစောကရကထိုင်နေတာအခုလည်းထိုင်နေတော့ပဲလို့ဒီလိုထင်နေတယ်ဒီလိုမလားအဲ့ဒါဒီခိုင်မြဲတည်တတ်တယ်ခိုင်တယ်ခန့်တယ်တည်တယ်တတ်တယ်လို့ယူတဲ့အယူဖြစ်တဲ့အတွက်အဲ့ဒါဗာဒိဋ္ဌိတော့တကယ်တမ်းကျတော့ခိုင်ခန့်တည်တတ်တာဘာတကူမှစောစောကနာတဲ့အနာနဲ့အခုနာတဲ့အနာတူရဲ့လားမတူတာကိုထပ်အတူပြုတ်ပြီးတော့နော်စောစောကနာတဲ့အနာမပြတ်တရားရောင်အခုအထိရှိနေသေးတရားရောင်ဒီလိုထင်တာဖြစ်တဲ့အတွက်ဗာဒိဋ္ဌိလဲစောစောကထိုင်နေတာအခုတိထိုင်နေတော့မှာပဲဆိုတော့စောစောကထိုင်နေတာလဲဒီယုံနံပဲအခုထိုင်နေတာလဲဒီယုံနံပဲစောစောကထိုင်နေတဲ့ယုံနံမပြတ်မစီးပဲနဲ့အခုတိတည်နေတယ်လို့ဆိုတဲ့အတိပ္ပယ်မရောက်ဘူးလားရောက်အဲ့ဒါကြောင့်ဗာဒိဋ္ဌိတော့တကယ်တမ်းကျတော့စောစောကထိုင်နေတာကစောစောကဖြစ်တဲ့ယုံနံအခုထိုင်နေတာကအခုဖြစ်တဲ့ယုံနံချင်းတွေ့ရလားမတွေ့ဘူးဒီပဇာလာဝိယနတိသောတောဝိယဒီပဇာလာဝိယစီမီအလျံကဲ့သို့အဝိကနဲ့လှမ်းကြည့်လိုက်မယ်ဆိုရင်ဖျောင်းနဲ့မင်းညွန်လေးစောစောကလင်းနေတယ်တောက်နေတယ်အခုလည်းတောက်နေတော့မယ်လို့ထင်တာကိုဟုတ်တယ်မလားစောစောကထောင်းထားတဲ့ဖျောင်းတိုင်လေးစောစောကတောက်နေတယ်အခုလည်းတောက်နေတော့မယ်ဒီတော့စောစောကတောက်တဲ့မင်းညွန်သည်အခုအထိမပြတ်မစီးတည်တတ်တယ်ဆိုတဲ့အဓိပ္ပာယ်မြောက်ဖလားရောက်ဗာဒိဋ္ဌိလဲတကယ်တမ်းကျတော့စောစောကတောက်နေတဲ့မင်းညွန့်နဲ့အခုမြင်နေရတဲ့မင်းညွန့်နဲ့တွေ့ရလားမတူဘူးနော်မင်းညွန့်ဆိုတာဘာကြောင့်ဖြစ်စီရယ်မိစာရယ်ဖြစ်တိုက်လို့မိတော့ဖြစ်တာစီလည်းပါတယ်မိစာလည်းပါတယ်နော်အဲ့ဒီတော့
စောစောတုန်းကမင်းညွန့်ဖြစ်တုန်းကစောစောတုန်းကစီနဲ့စောစောတုန်းကမီးစာအဲ့ဒီစီနဲ့အဲ့ဒီမီးစာနဲ့တွေးကြည့်လို့အဲ့ဒီမင်းညွန့်လေးဖြစ်နေတာအဲ့ဒီစီသည်အဲ့ဒီတောက်ပြီးတာနဲ့ဒီပိုင်းနဲ့မခံဘူးလားခံတော့ဒီတော့နောက်မီးကြောက်သည်နောက်စီကြောင့်ဖြစ်တာစောစောတုန်းကမီးစာသည်မကျွန်းဘူးလားကျွန်းသွားလားဒီတော့နောက်မီးစာသည်နောက်မီးညွန့်သည်နောက်မီးစာနဲ့ပဲဆိုင်တယ်ပရမမီးစာနဲ့မဆိုင်တော့ဘူးနော်ပရမစီနဲ့ပရမမီးစာကြောင့်ပရမမီးညွန့်ဖြစ်တယ်ဒုတိယစီနဲ့ဒုတိယမီးစာကြောင့်ဒုတိယမီးညွန့်ဖြစ်တယ်အခုကြည့်နေတဲ့ကာလအခုမြင်နေရတဲ့အချိန်မှာအခုပေါ်နေတဲ့စီနဲ့အခုပေါ်နေတဲ့မီးစာနဲ့အဲ့ဒီကြောင့်တရားနှစ်ပါးကြောင့်အခုတွေ့နေရတဲ့မီးညွန့်လေးဖြစ်တာဒီလိုမဟုတ်လားစောစောကမင်းညွန့်ဟုတ်ရလားဆက်ကဆက်သွားလို့တခုတည်းလို့ထင်ရတာကိုနဒီသောတောဝိယမြင့်ရည်အလင်းရင်ကဲ့သို့မြေထဲမှာသွားကြည့်စောစောကကြည့်လဲရေတွေ့တာပဲအခုကြည့်လဲရေတွေ့တာပဲဒီတိုင်းပဲလို့မထင်ရဘူးလားထင်ရတယ်ဩစောစောကတွေ့နေတဲ့ရေအတိုင်းပဲအခုလည်းရှိနေတာပဲဆိုရင်ဗာဒိဋ္ဌိလဲတကယ်တမ်းကျတော့စောစောကတွေ့တဲ့ရေနဲ့အခုရေနဲ့တွေ့ရလားစောစောကတွေ့တဲ့ရေသည်ကိုမြင်စေကာလကိုကြည်စေကာလမှာပဲအောက်ကိုစီးသွားပြီရှိသေးလားဘယ်ရောက်သွားလဲအောက်ကိုစီးသွားပြီသူကစီးသွားတော့ဒီနေရာမှာကွက်လိုက်ကြည့်ကြံခဲ့ရလားနောက်ထပ်ရေအသစ်အထက်ကနေပြီးတော့စားထုတ်ဝင်လာတယ်နော်အစားထုတ်ဝင်လာတဲ့အတွက်ဒီနေရာမှာရေသည်စောစောကရကအတိုင်းပဲပုံမှန်အတိုင်းရှိနေတယ်လို့ထင်နေတယ်တကယ်တမ်းကျတော့ပထမရေနဲ့ဒုတိယရေမတူဘူးပထမရေတုန်းကရေသည်စီးသွားပြီးနောက်ထပ်ရေအသစ်ဝင်လာတယ်နောက်တစ်ခါပြန်ကြည့်နောက်ထပ်ရေအသစ်နောက်တစ်ခါပြန်ကြည့်နောက်ထပ်ရေအသစ်အသစ်တော့ရေတွေအစားထုတ်ပြီးတော့ဝင်လာသည့်အတွက်တခုတည်းလို့ထင်နေရတာအဲ့ဒီလိုပဲမိမိတို့ရဲ့တဏ္ဍာမှာရှိတဲ့ရုပ်တည်နာတွေဟာလည်းပဲမပြတ်မစည်းတည်တတ်နေတဲ့ရုပ်တစ်ခုမှမရှိဘူးမပြတ်မစည်းတည်တတ်နေတဲ့နတ်တစ်ခုမှမရှိဘူးเนาะစောစောကတရားနာတော့ကယုံနာသည်အဲ့ဒီအချိန်မှာပဲပြတ်သွားပြီအခုထိပါလာရလားမပါလာဘူးအခုတရားနာနေတဲ့ယုံနာကအခုယုံနာတတ်ဟောအခုပြောနေတဲ့ယုံနာတော်မှပဲဘယ်ရောက်သွားလဲမရှိတော့ဘူးပြတ်သွားပြီနောက်ထပ်ယုံနာစားထုတ်ပြီးတော့ဝင်လာတယ်နော်ရုပ်တစ်ခုပြည့်ရုပ်တစ်ခုစားထုတ်နတ်တစ်ခုပြည့်နတ်တစ်ခုစားထုတ်ရုပ်ပြည့်တဲ့နေရာမှာရုပ်စားထုတ်တယ်နတ်ပြည့်တဲ့နေရာမှာနတ်စားထုတ်တယ်တန်တတိအစဉ်အားဖြင့်ဆက်ကဝင်လာတဲ့အတွက်တခုတည်းလို့ထင်ရတာတကယ်တမ်းကျတော့တခုတည်းမဟုတ်ဘူးအဲ့ဒီသဘောပေါက်ရင်တတ္တရဒိဋ္ဌိဆင်းတယ်အဲ့ဒီသဘောမပေါက်ရင်ဟာစောစောကရကနာတာအဂုရိတိရှိနေတော့မယ်ဒီလိုမဟုတ်လားစောစောကရကနာတာအဂုရိတိနာနေတော့မယ်တချို့ယောဂီတွေကပြောတယ်ဓမ္မယုံတွေကနာလိုက်တာအဆောင်ပြန်ရောက်တာတော့ဒီနာမပြောက်ဘူးတဲ့နော်ဗာဒိဋ္ဌိလည်းပြောခြင်းပြောကိစ္စမရှိဘူးနော်အဓိကတံထင်ယုံထင်တာကိစ္စမရှိဘူးဟုတ်တယ်မလားအဓိကတံထင်ယုံထင်တာကိစ္စမရှိဘူးဒါပေမဲ့သမနုပတ္တိလို့ခေါ်တဲ့မှန်တယ်လို့နှလုံးသွင်းလိုက်ရင်တော့ဒိဋ္ဌိဖြစ်သွားပြီဟုတ်လားထင်ယုံထင်တာကိစ္စမရှိဘူးနော်ဒါပေမဲ့လို့တကယ်ဟုတ်တယ်လို့နှလုံးသွင်းဆင်ញင်လိုက်ရင်ဒိဋ္ဌိဖြစ်သွားပြီဒီတော့ဓမ္မယုံထဲမှာပေါ်နေတဲ့အနာအဆောင်အထိတောင်မပြောက်သေးဘူးဆိုတော့ဗာဒိဋ္ဌိတော့သတ္တရဒိဋ္ဌိပေါ့တကယ်တမ်းကျတော့ဓမ္မယုံထဲမှာဖြစ်တဲ့အနာဒီဘယ်မှာပြောက်သွားလဲဓမ္မယုံထဲမှာတော့မှပဲတရားထိုင်ပြီးသည့်အထိအဲ့ဒီအနာတည်တတ်ရလားအခုဖြစ်နောက်တစ်ခုပေါ်တဲ့အနာသည်နောက်အနာပဲပရမတစ်ခုအနာသည်ပရမအနာပရမအနာဘာကြောင့်ဖြစ်ပရမအကြောင်းကြောင့်ဖြစ်တာကာယကြီးနဲ့ဒုတိယနဲ့တိုက်လို့နာတယ်ဆိုတော့ဖောက်ပြန်မှုတွေဖြစ်လာတာဟုတ်လားနောက်ထပ်ကာယကြီးယောဂလည်းထပ်ဖြစ်တယ်ဒုတိယယုံတွေကလည်းထပ်ဖြစ်တယ်အကြောင်းတွေထပ်ဖြစ်တော့အကျိုးတွေကထပ်ဖြစ်တာပေါ့နော်အကြောင်းတွေကအသေးသေးဖြစ်ပေါ်လာတယ်လို့အကျိုးတွေကလည်းပဲအသေးဖြစ်ပေါ်လာတာပဲအဲ့ဒီလိုဆက်ကဖြစ်သွားတဲ့အတွက်အဲ့ဒီလိုဆက်ကဖြစ်သွားတာကိုမမြင်တဲ့အတွက်စောစောကလေးကနာတဲ့အနာအကုတ္တိရှိနေတော့မယ်လို့ဒီလိုထင်တာကိုအဲ့ဒီလိုများစိတ်ထဲမှာတကယ်အစစ်မှန်ပါပဲလို့နှလုံးသွင်းလိုက်မယ်ဆိုရင်ဗာဒိဋ္ဌိပဲသတ္တရဒိဋ္ဌိနော်အဲ့ဒီတော့
သဒ္ဒရတိကင်းစင်စေခြင်းမာတဲ့ဆိုရင်အဲ့ဒီအနာကိုပဲနာတော့နာတာပဲဒါပေမဲ့လို့အဲ့ဒီအနာတခုနဲ့တခုပြောင်းပြီးတော့အသေးမပေါ်ဘူးလားပေါ်လာလားပရမအနာတခုပြည့်ရင်ဒုတိယအနာတခုပေါ်တယ်ဒုတိယအနာတခုပြည့်တော့တတိယအနာတခုပေါ်တယ်တတိယအနာတခုပြည့်တော့သရုဒ္ဓအနာတခုပေါ်တယ်နော်နာရာချင်းနဲ့တူချင်းမှတူမပေါ်လေပရမနာတယ်ဒုတိယကျင်တယ်ဒုတိယတတိယကြိုက်တယ်ဒီလိုမဟုတ်လားနာရာချင်းတူနေတယ်ဆိုတာတော့မှထုံမိနာရာရှိတယ်ပူမိနာရာရှိတယ်အေးပြီးနာရာရှိတယ်ကြိုက်ပြီးနာရာရှိတယ်ကျင်ပြီးနာရာရှိတယ်ဟောတွေ့ရလားအဲ့ဒီမတူတာလေးကိုအကဲခတ်ကြည့်ဝိပဿနာရှုတယ်ဆိုတာဗာလဲမတူတာကိုအကဲခတ်ကြည့်ဟုတ်ရဲ့လားတူတယ်လို့ထင်နေတဲ့အရာတဲကမတူတာကိုရှာကြည့်ဗါတယ်လေတူတယ်လို့ထင်နေတဲ့အရာတဲကမတူတာကိုရှာကြည့်မကောင်းဆရာတော်ဘုရားကြီးမင်းရှိတဲ့စကားကတော့ဆင်တူမဟုတ်တာမြင်ဟုတ်တယ်မလားပဂရိမျက်စိကဗာလဲဆင်ခွဲမြင်နော်အဖြူနဲ့အနီတူရဲ့လားအဲ့ဒီမတူတာကိုပဂရိမျက်စိနဲ့ခွဲလို့မရဘူးလားရလားအဲ့ဒါဆင်ခွဲမြင်ဒါပဂရိမျက်စိနဲ့ကြည့်လို့ရတယ်နော်ဆင်ဝိပဿနာရဲ့မြင်ဉာဏ်အမြင်ကြတော့တူတော့တူနေတယ်ဒါပေမဲ့တစ်ခုနဲ့တစ်ခုပရမတစ်ခုတည်းဒုတိယတစ်ခုမဟုတ်ဘူးဒါပြောတာနော်ဆင်တူမဟုတ်တာမြင်တူတော့တူတယ်ဒါပေမဲ့နောက်တစ်ခုတည်းပရမတစ်ခုမဟုတ်ဘူးတူတော့တူတယ်မဟုတ်ဘူးတူတော့တူတယ်မဟုတ်ဘူးတူတော့တူတယ်ဒါပေမဲ့တစ်ခုတည်းမဟုတ်ဘူးနောက်တစ်ခုတည်းပရမတစ်ခုမဟုတ်ဘူးအဲ့ဒါကိုသိအောင်ကြိုးစားနော်အဲ့ဒါမှဉာဏ်အမြင်လို့ခေါ်တယ်ပဂရိမျက်စိနဲ့ကြည့်လို့မရဘူးလေဘာဖြစ်လို့မရတယ်လဲတူးနေတာကိုဟုတ်တယ်မလားအဲ့ဒီတူးနေတဲ့ကြဲခါမှတစ်ခုတည်းမဟုတ်ဘူးနှစ်ခုသုံးခုလေးခုအများကြီးအဲ့ဒီတည်းမှာနောက်တစ်ခုတည်းပရမတစ်ခုနဲ့မတူဘူးမတူတာကိုရှာကြည့်ဒါကြောင့်ဘုန်းကြီးကခုနဘယ်လိုပြောလိုက်လဲတူနေတယ်လို့ထင်တဲ့တဲ့ကမတူတာကိုရှာကြည့်ပြောကြည့်တယ်အဲ့ဒါမှဖြစ်ပြမြင်တယ်ခေါ်တယ်ဟုတ်ရဲ့လားတာမကြည့်လိုက်ရင်တူတယ်လို့ထင်တယ်ဉာဏ်နဲ့သေသေးချာချာစိုက်ကြည့်ဘာမြင်အောင်ကြည့်ရမှာလဲမတူတာကိုမြင်အောင်ကြည့်ဟုတ်လားဒါသိသိမွေးပါတယ်နော်တူတယ်လို့ထင်တဲ့တဲ့ကမှပါတယ်လေမတူတာလေးကိုရှာကြည့်ကိုယ်စိတ်ထဲမှာတော့တူနေတယ်လို့ထင်တယ်နာတာကလည်းတပုံစံနဲ့နာနေတယ်လို့ထင်တယ်ကြိုက်တာကလည်းတပုံစံနဲ့ကြိုက်နေတယ်လို့ထင်တယ်ကျင်တာကလည်းတပုံစံနဲ့ကျင်နေတယ်လို့ထင်တယ်သိတာကလည်းတပုံစံနဲ့သိနေတယ်လို့ထင်တယ်ဟုတ်တယ်မဟုတ်လားအဲ့ဒီလိုတပုံစံနဲ့တစ်မျိုးတည်းလို့ထင်တဲ့အရာတွေကမှမတူတာကိုရှာကြည့်တတိနဲ့တတိမတူဘူးတဏှာနဲ့တဏှာမတူဘူးတကျင်နဲ့တကျင်မတူဘူးရောသွားတာလည်းရှိမယ်တိုးသွားတာလည်းရှိမယ်နော်နည်းနည်းလေးကနေနည်းနည်းလေးတိုးလာတယ်အသေးစားလေးကနေအလတ်စားလေးဖြစ်လာတယ်အသေးစားပြက်လို့အလတ်စားထိုးတာအလတ်စားပေါ်လာတာဒီလိုမဟုတ်လားနည်းနည်းပိုနာလာတယ်အလတ်စားပြက်လို့အကြီးစားအစားထိုးတာဒီတက်မကအစမတန်နာလာပြီဆိုရင်အကြီးစားပြက်လို့အစမတန်တဲ့အနာအစားထိုးလာတာဒီလိုမဟုတ်လားအဲ့ဒီတော့မတူတာကိုရှာကြည့်မတူတာကိုမြင်အောင်ကြည့်မတူတာကိုမတူတဲ့သဘောပါပဲလို့သဘောပေါက်အောင်သိသိချာချာစိုက်ကြည့်အပေါ်ရန်ရှက်မကြည့်နဲ့ဝိပဿနာရှုတယ်ဆိုတာအပေါ်ရန်ရှက်ကြည့်လို့မရဘူးနော်အပေါ်ရန်ရှက်ကြည့်လို့မရဘူးဟိုမြင်ကွင်းကျဲကြည့်လို့လှမ်းပြီးတော့ခြုံငုံပြီးကြည့်နေလို့မရဘူးဒါဝိပဿနာမဖြစ်ဘူးဝိပဿနာဆိုတာစိုက်ကြည့်ရတယ်နော်အပေါ်ရန်ရှက်မကြည့်နဲ့စိုက်ကြည့်ဟုတ်လားအာယုံတစ်ခုစီအဲ့ဒီအပေါ်မှာစိတ်ကလေးကြားရောက်နေအောင်ကြည့်တစ်ခုစီပေါ်မှာပဲကြည့်နှစ်ခုသုံးခုတွဲမကြည့်နဲ့ဝိပဿနာဟာလေနော်အဲ့ဒီနေရာမှာဖောက်ပြန်တဲ့သဘောတရားလည်းပေါ်နေတယ်အသိတဲ့သဘောတရားလည်းပေါ်နေတယ်ခံစားတဲ့သဘောတရားလည်းပေါ်နေတယ်လုံးဝလေးကိုခြုံငုံပြီးတော့ပေါ်ရန်ရှက်မကြည့်နဲ့ခြုံငုံပြီးတော့မကြည့်နဲ့ဘယ်လိုကြည့်ရမှာလဲစိုက်ပြီးတော့ကြည့်တစ်ခုချင်းကိုစိုက်ကြည့်မိမိစိတ်ကဘာကိုအာသံတယ်လဲဖောက်ပြန်တဲ့သဘောကိုအာသံသလားဖောက်ပြန်တဲ့သဘောကထင်ရှားနေသလားအဲ့ဒီဖောက်ပြန်တဲ့သဘောကိုကြည့်ရတာအဆင်ပြေနေသလားပြင်းရင်အဲ့ဒါကိုစိုက်ကြည့်နော်ခံစားတဲ့သဘောကထင်ရှားနေသလားခံစားတဲ့သဘောကိုကြည့်ရတာအဆင်ပြေနေသလားခံစားတဲ့သဘောကြည့်ဖို့အတွက်အာသံနေသလားအဲ့ဒီလိုဆိုရင်ခံစားတဲ့သဘောကိုစိုက်ကြည့်
သိတဲ့သဘောကထင်ရှားနေသလားသိတဲ့သဘောလေးကိုကြည့်ရတာအဆင်ပြေနေသလားကြည့်သိတဲ့သဘောလေးကိုကြည့်ကျင်တဲ့သဘောလေးစိတ်ကလေးပေါ်နေသလားအဲ့ဒီလိုဆိုရင်ဘာကိုကြည့်မလဲသိတဲ့သဘောလေးကိုကြည့်စိုက်ကြည့်ဒီလိုမဟုတ်လားသိတဲ့သဘောလေးကြည့်လိုက်ခံစားတဲ့သဘောကြည့်လိုက်ဖောက်ပြန်တဲ့သဘောကြည့်လိုက်ဟိုကြည့်လိုက်ဒီကြည့်လိုက်သွားပြီးအဲ့ဒါဆိုရင်တော့ဘာတစ်ခုမှမမေရမြင်မှာမဟုတ်တော့ဘူးရှက်မကြည့်ရဘူးအပေါ်ရရှက်မကြည့်ရဘူးခြုံငုံမကြည့်ရဘူးတစ်ခုချင်းထုတ်ဖောက်ပြီးတော့စိုက်ကြည့်ဟုတ်လားထုတ်ဖောက်ပြီးတော့စိုက်ကြည့်အဲ့ဒါလိုစိုက်ကြည့်ဖို့ဆိုတာစိတ်ကိုတင်ထားရတယ်နော်မျိုးလုံးကလေးမှိတ်ထားပြီးစိတ်ကိုတင်ထားပြီးတော့စိုက်ပြီးတော့တခါတည်းကိုသိကျင်တဲ့ကိုသိနေတဲ့ကိုကြည့်လို့အဆင်ပြေနေတဲ့အာယုံကလေးတစ်ခုခုကိုမိမိရဲ့စိတ်ကတခြားတစ်ပါးမရောက်စေဘဲနဲ့အဲ့ဒီပုံမှာပဲစိုက်ပြီးတော့ကြည့်အဲ့ဒီလိုစိုက်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့မှအဲ့ဒီတရားကလေးအပြည့်နဲ့နောက်တစ်ခုအဝင်နဲ့ဒီလိုမဟုတ်လားအဲ့ဒီတရားကလေးအပြည့်နဲ့နောက်တရားတစ်ခုအဝင်နဲ့ခြားနာချက်ကလေးတွေ့လိုက်ရတာအဲ့ဒီလိုမှမကြည့်ရင်မတွေ့ရဘူးနော်မတွေ့ရဘူးခြုံငုံကြည့်မယ်ဆိုရင်မှိန်ပြီးတော့တခါတည်းအပေါ်ရရှက်ပြီးတော့ကြည့်နေလို့ရှိရင်ရောင်ဝါနဲ့အဲ့ဒီလိုနဲ့တဏှာကြီးပြေးသွားတာပဲယောဂီတွေဟုတ်ရလားရောင်ဝါမကြည့်နဲ့နော်အပေါ်ရရှက်မကြည့်နဲ့စိုက်ကြည့်စိတ်ကိုတင်ထားရတယ်ဘေးပန်းအတန်တွေဘလောက်ပဲကြာကိုကဒီအာယုံလေးတစ်ခုကိုစိုက်ကြည့်နေတယ်ဆိုရင်ဘေးပန်းအာယုံမတပြုတ်နဲ့နော်အာယုံမပြုတ်နဲ့လုံးဝအာယုံမပြုတ်နဲ့အတန်ကြားလည်းအာယုံမပြုတ်နဲ့အနတ်နံလည်းအာယုံမပြုတ်နဲ့နော်ဘာဖြစ်လို့တော့ကိုကဟောဒီနေရာလေးမှာမိနေပြီလေအဲ့ဒီအာယုံကလေးကိုမိနေပြီဆိုမိနေတဲ့အာယုံကလေးကိုမလွတ်တမ်းကြည့်ဒါတွေကဘာသဘောလေးတော့ဘာသဘောသူဘလို့ဖြစ်မှလဲစောင့်ကြည့်စိုက်ကြည့်နော်ဘေးပန်းအာယုံလုံးဝအာယုံမပြုတ်နဲ့ဒီလိုကြည့်ရမယ်အဲ့ဒီလိုစိုက်ကြည့်လိုက်တဲ့အခါကျတော့အဲ့ဒီသဘောလေးဟာတမျိုးတည်းတည်တန်းနေတာမဟုတ်ဘူးဆိုတာသဘောပေါက်လိမ့်မယ်ဟုတ်လားတမျိုးတည်းတည်တန်းနေတာမဟုတ်ဘူးတမျိုးနော်အဲ့ဒီတမျိုးကနေနောက်တမျိုးတော့ပြောင်းသွားမှာပဲအဲ့ဒီပြောင်းသွားတာလေးကိုစိုက်ကြည့်ရင်ဒါတူတဲ့ထက်ကမှမတူတာကိုရှာကြည့်တာပဲဟုတ်တယ်မဟုတ်လားပါတယ်လေတူတဲ့ထက်ကမှမတူတာကိုရှာကြည့်တာပဲအဲ့ဒီတော့ရှာကြည့်လိုက်တဲ့အခါကျတော့ရော့ခြင်းနဲ့ရော့သွားမယ်တိုးခြင်းနဲ့တိုးလာမယ်ရော့သွားရင်လည်းပရမတ္တခုပြက်လို့နောက်တစ်ခုအသစ်ပေါ်တာပဲတိုးလာရင်လည်းပရမတ္တခုပြက်လို့နောက်တစ်ခုအသစ်ပေါ်တာပဲပြောင်းသွားရင်ရောပရမတ္တခုပြက်လို့နောက်တစ်ခုအသစ်ပေါ်တာပဲနာတာတော့ပြောင်းချင်မှပြောင်းမယ်ဟုတ်တယ်မဟုတ်လားယောဂီအများစုကနာတာပြောင်းအောင်ရှုနေကြတာဒီနာဘယ်တော့ပြောင်းပါမလဲသူများတွေ3ရက်နဲ့ပြောင်းတယ်4ရက်နဲ့ပြောင်းတယ်ငါအနာပဲအကိုရိတိမပြောင်းသေးပါလားနော်အနာပြောင်းချင်တာကတဏှာမပြောင်းလို့စိတ်ညစ်တာကဒေါသအနာပြောင်းချင်တာကမပြောင်းလို့စိတ်ညစ်တာကဒေါသမထိုးတော့ပါဘူးလေဆိုတော့မှိန်ပြီးတော့နေတော့မောဟဘယ်ဘက်ကမှအဆင်မပြေဘူးဟုတ်တယ်မဟုတ်လားအဲ့ဒီတော့နာရင်နာပါစေကျင်ရင်ကျင်ပါစေကြိုက်ရင်ကြိုက်ပါစေကိုကဟောဒီခန္ဓာရဲ့ဖြစ်စဉ်ကိုမြင်အောင်ကြည့်နေတာနော်ဒီခန္ဓာဘာတွေဖြစ်နေမလဲဒီခန္ဓာထဲမှာတကယ်ရှိနေတာကဘာတွေလဲဒါကိုမြင်အောင်ကြည့်နေတာကိုဒုဘောင်ကခြေလက်ကြည့်တာလားသဘာဝတရားလေးတွေကြည့်တာလားသဘာဝတရားလေးတွေကြည့်နေတာဒီတော့ဒုဘောင်ကခြေလက်မြင်စရာမလိုဘူးဒုဘောင်ကခြေလက်နဲ့ပတ်သက်လို့နာတာကျင်တာဟာဒုကောင်းကကွဲမလားခြေသလုံးကကွဲမလားတွေးမနေနဲ့တကယ်လည်းမကွဲဘူးဟုတ်တယ်မလားကိုကထင်နေတာကဟာခြေသလုံးကြီးပဲကွဲထွက်တော့မလို့ထင်နေတယ်ပေါင်ကြီးပဲပြတ်တော့မလို့ထင်နေတယ်မပြတ်ပါဘူးနော်အထဲမှာသဘာဝတရားကလေးတွေဖောက်ပြန်နေတာအဲ့ဒီဖောက်ပြန်တဲ့သဘာဝတရားကလေးတွေဟာတစ်မျိုးပြီးတစ်မျိုးပြောင်းလာလိမ့်မယ်ပြောင်းတာကိုစောင့်ကြည့်သဘာဝတရားကလေးကိုအဲ့ဒီသဘာဝဟာဘလို့သဘောရှိတယ်လဲဘလို့ဖြစ်လာတာတော့ဘလို့ပြောင်းသွားတာတော့ဘလို့ပြတ်သွားတာတော့ဒီသဘာဝတရားကလေးကဟောဒီခန္ဓာကိုယ်ထဲမှာဘလို့ဖြစ်ပြီးတော့ဘလို့ပြတ်သွားတာလဲဆိုတဲ့သူ့ရဲ့သဘာဝဖြစ်စဉ်ကိုမြင်အောင်ကြည့်တဲ့အလုပ်ဒီဝိပဿနာအလုပ်သူ့ရဲ့သဘာဝဖြစ်စဉ်ကိုမြင်အောင်ကြည့်တာပေါ့ဟုတ်လားအဲ့ဒါအမြင်မှန်ပဲလေအဲ့ဒါဗာလဲအမြင်မှန်နော်အဲ့ဒါသူ့ရဲ့သဘာဝဖြစ်စဉ်ကိုမြင်အောင်ကြည့်လို့သူ့ရဲ့သဘာဝဖြစ်စဉ်ကိုမြင်ရင်ဗာလဲအမြင်မှန်ဒုမောင်ကချစ်လက်မြင်နေတာကအမြင်မှားဒါတကယ်သဘာဝဖြစ်စဉ်ဟုတ်ရလားဒါကြောင့်မလို့အမြင်မှန်သိခြင်းရင်နားခြင်းနာပါစေနားတဲ့သဘောဟာဘာလဲဆိုတာကိုမြင်အောင်ကြည့်ကျင်တာကိုကျင်ရင်ကျင်ပါစေကိစ္စမရှိဘူးအဲ့ဒီကျင်တာကိုစိုက်ကြည့်ကျင်တဲ့သဘောလေးဟာဘယ်လိုသဘောလဲဆိုတာကိုမြင်အောင်ကြည့်ဒီလိုမဟုတ်လားအဲ့ဒီတော့နားတဲ့သဘောကျင်တဲ့သဘောသည်စိုက်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့ဒုပောင်ကခြေလက်ဆိုတဲ့ဟောဒီပုံမှန်သဏ္ဍာန်အဆိုင်ခဲကြီးထဲမှာ
ကိန်းပြီးတော့မှီပြီးတော့ဖြစ်နေတဲ့သဘာဝတရားကလေးတစ်ခုပဲအဲ့ဒါရုပ်တွေဖောက်ပြန်နေတာဘာတွေဖောက်ပြန်နေတာလဲနာတာလဲရုပ်တွေဖောက်ပြန်တာကျင်တာလဲကြိုက်တာလဲဘာရုပ်လဲမေးတော့ပထဝီရုပ်ဟုတ်တယ်မလားပထဝီရုပ်တွေဖောက်ပြန်နေတာအဲ့ဒီဖောက်ပြန်ပြီးမဲ့ရုပ်တွေသိတတ်တဲ့သဘောရှိရလားဒီတော့သိနေတာလေးကနာဖောက်ပြန်တာကရုပ်သိနေတာလေးကနာတာကနာတယ်လို့သိတာကနာတယ်လို့ခံစားတာကဝေဒနာဒီလိုကွဲသွားတာကိုဟုတ်တယ်မလားနာတာကဘယ်လိုတော့ရုပ်နာတယ်လို့သိတာကနာတော်မှစိတ်နာနော်အဲနာတယ်လို့ခံစားတာကဝေဒနာသို့တော်လည်းပဲရုပ်သူ့ဘာသူဖောက်ပြန်နေတာနာမပါပဲနဲ့နာတယ်လို့သိပါမလားဒီတော့နာတယ်လို့သိတယ်ဆိုကြတဲ့ကိုကနာပါနေပြီဟုတ်ရဲ့လားနာတယ်လို့သိတယ်ဆိုကြတဲ့ကိုကဒီနေရာမှာနာမပါပဲနဲ့သိကိုမသိဘူးနော်ဒီတော့နာတဲ့သဘောလေးပေါ်လာတဲ့နာတဲ့သဘောလေးသိလိုက်ပြီဆိုကြတဲ့ကရုပ်ရဲ့နိုင်နာတဲ့သဘောလေးကိုစိုက်ကြည့်ဘာနဲ့ဘာတွေ့မလဲရုပ်နဲ့နာတွေ့ရမှာပဲရုပ်ကြည့်တက်တက်တွေ့လို့လည်းမရဘူးနာကြီးတက်တက်တွေ့လို့လည်းမရဘူးဘာနဲ့ဘာတွဲတွေ့ရမှာလဲအဲရုပ်နဲ့နာတွဲတွေ့ရမှာနော်ဒါကြောင့်ရုပ်တက်တက်လည်းမပြောနဲ့နာတက်တက်လည်းမပြောနဲ့ဖောက်ပြန်တာကရုပ်သိတာကနာတာကနာတယ်လို့သိတာကကျင်တာကကျင်တယ်လို့သိတာကနာကြိုက်တာကကြိုက်တယ်လို့သိတာကအဲ့ဒါလေးကိုစိုက်ကြည့်နော်အဲ့ဒါလေးစိုက်ကြည့်အဲ့ဒီတည်းမှာဒုပောင်ကခြေလက်ပါလားဒုပောင်ကခြေလက်လို့မြင်ရင်တက္ကာယဒိဋ္ဌိဟုတ်ရဲ့လားပါတယ်လေဒုပောင်ကခြေလက်လို့မြင်ရင်တက္ကာယဒိဋ္ဌိဒီအနာမပြောင်းနိုင်ပါဘူးလို့ထင်ရင်သတ္တရဒိဋ္ဌိအနာတော့ပျောက်သွားပြီရက်သွားပြီအနာတွေကုန်သွားပြီအနာတွေပျောက်သွားပြီဘာမှမရှိတော့ဘူးရှုစရာကုန်သွားပြီလို့ထင်ရင်တကယ်တော့ရှုစရာကုန်တာလားဝေဒနာကောကုန်တာလားဒီဝေဒနာချုပ်သွားပြီမဲ့ဒီဝေဒနာပျောက်သွားပြီမဲ့နောက်ဝေဒနာအသိပေါ်လာတာပဲနာတဲ့ကျင်တဲ့ဒုက္ခဝေဒနာပျောက်သွားပြီမဲ့မနာမကျင်တဲ့ဝေဒနာကမပေါ်ဘူးလားပေါ်အဲ့ဒါဒီဒုက္ခဝေဒနာလည်းဖြစ်ခြင်းဖြစ်မယ်ဥပိ္ပခဝေဒနာလည်းဖြစ်ခြင်းဖြစ်မယ်အဲ့ဒါကိုမြင်အောင်ကြည့်ဟုတ်တယ်မလားဒီတော့ဟာနာရပျောက်သွားပြီဒုက္ခဝေဒနာချုပ်သွားပြီဝေဒနာကုန်သွားပြီဘာမှမရှိတော့ဘူးဒါဒိဋ္ဌိပဲဟုတ်တယ်ဒါဒီအနာပျောက်ကုန်မပျောက်နိုင်ပါဘူးဒုက္ခနာလိုက်တာပေါင်ကကဲလိုက်တာတက္ကာယဒိဋ္ဌိဒီလိုမလားဩဘဝနဲ့တခုဘဝတစ်ခုနဲ့ဘဝတစ်ခုပရိသတ်အနေနဲ့သုတိနဲ့ပြောင်းသွားတဲ့အချိန်မှာဒိဋ္ဌိဖြစ်တာဒိဋ္ဌိဖြစ်ခြင်းမဖြစ်ခြင်းတဲ့ဝိပဿနာရှုနေတော့မှဒိဋ္ဌိဖြစ်တာကပိုဆိုးတယ်ဟုတ်တယ်မလားအဲ့ဒါဝိပဿနာရှုနေတော့မှဒိဋ္ဌိကိုနားလည်နေမှနေမလို့ရှိရင်ဝိပဿနာကိုဘာနဲ့ရှုဒိဋ္ဌိနဲ့ရှုဉာဏ်နဲ့ရှုတာလားဒိဋ္ဌိနဲ့ရှုတာဒိဋ္ဌိနဲ့ရှုနေတာဟုတ်လားအဲ့ဒါဒိဋ္ဌိနဲ့တော့မရှုနဲ့ဘာနဲ့ရှုရမှာလဲဉာဏ်နဲ့ရှုမှဘာမြင်မလဲအမြင်မှန်ရမယ်နော်ဒီတော့ဘာကြောင့်အမြင်မှန်မရတယ်လဲမင်းဟောဒီဒိဋ္ဌိခံနေလို့ဘာကြောင့်မြင်မှန်မရတာလဲအဲ့ဒီဒိဋ္ဌိခံနေလို့ပေါ့ဟုတ်လားအဲ့ဒီဒိဋ္ဌိခံနေလို့တော့အဲ့ဒီဒိဋ္ဌိကလည်းပဲဘာကြောင့်ခံနေရပါသလဲမေးရင်ဒိဋ္ဌိဖြစ်ခြင်းရဲ့အကြောင်းတရား၈ပါးရှိတယ်ဘယ်နှပါးရှိလဲဒိဋ္ဌိကလည်းဖြစ်ခြင်းလို့ဖြစ်နေရတာမဟုတ်ဘူးနော်ဒိဋ္ဌိကိုသွားပြီးတော့ပြစ်မတင်နဲ့ဒိဋ္ဌိဆိုတာမြင်မှလားအမြင်မှားလားအမြင်မှားဆိုတဲ့ဒိဋ္ဌိကလည်းသူကလည်းပြန်ပြောလိမ့်မယ်ဟာကျွန်တော်ရောက်လာရတာဟာရောက်ချင်လို့ရောက်လာရတာမဟုတ်ပါဘူးကျွန်တော်မှလည်းအကြောင်းတွေရှိပါတယ်ဒီအကြောင်းတွေကြောင့်ကျွန်တော်ရောက်လာရတာပါသူကပြန်ဖြစ်လိမ့်မယ်ဟုတ်ရဲ့လားအဲ့ဒါဒိဋ္ဌိအမြင်မှားကိုအမြင်မှန်ဖြစ်အောင်ကြိုးစားခြင်းပါတယ်ဆိုရင်အဲ့ဒီအကြောင်းတွေကအစနားလည်ထားမှအဲ့ဒီအကြောင်းတွေကိုပယ်တတ်နိုင်မှဒါမှအမြင်မှန်ရမယ်နော်ဒါကြောင့်မလို့အဲ့ဒီအကြောင်းတွေကိုနားလည်ထားဖို့မလိုဘူးလားလို့လားအေးဘုန်းကြီးတို့ဟိုပရိသံပိဋကမဲ့ပါဠိတော်မှာဂါထာကလေးတစ်ခုရှိတယ်ခန္ဓာအဝိဇ္ဇာဖတ်သောစပညာတကောအာယောနိသောဒုံမိတ်တော်ပရာတော်ခောသောဒိဋ္ဌိဌာနာနိအထတာဂါထာကလေးတစ်ခုရှိတယ်နော်အဲ့ဒါမြန်မာလိုပြောလိုက်မယ်ဆိုလို့ရှိရင်နံပါတ်1ကခန္ဓာတဲ့ဟုတ်လားအမောင်ဒိဋ္ဌိမင်းဘာကြောင့်ရောက်လာတယ်လဲသွားမေးဒိဋ္ဌိကပြောလိုက်မယ်ဟာကျွန်တော်ရောက်ချင်လို့ရောက်ရတာမဟုတ်ပါဘူးကျွန်တော်ခန္ဓာအကြောင်းမသိလို့ရောက်လာရတာပါသူပြောလိုက်မယ်နော်ဒိဋ္ဌိဘာကြောင့်ရောက်လာတာလဲခန္ဓာအကြောင်းမသိလို့ရောက်လာရတာပါအဲ့တော့ဘုန်းကြီးတို့ပြိဿတွေက
ပြောနေကြစကားနဲ့ပြောမယ်ဆိုဘာဖြစ်လို့အမြင်မှမရတာတော့ဟာအဝိဇ္ဇာဖုံးကွယ်ထားလို့အဝိဇ္ဇာကလက်တဲ့တဲ့ကမြည်ဘူးလားဖြစ်လားတကယ်တော့လက်တဲ့တဲ့ကစစ်ကတော့အဝိဇ္ဇာပေါ့ဟုတ်တယ်မလားလက်တဲ့တဲ့ကစစ်ကတော့အဝိဇ္ဇာပေါ့သို့တော့အဲ့ဒီအဝိဇ္ဇာကဖုံးကွယ်ထားတဲ့ဆိုတဲ့နေရာမှာလည်းပဲအဝိဇ္ဇာကလည်းနော်ဖုံးကျင်လို့ဖုံးရတာမဟုတ်ပါဘူးဒီအကြောင်းတွေနားမလည်လို့ပါဒီတော့ဒီအကြောင်းတွေသာနားလည်အောင်လုပ်ရင်ဒီအဝိဇ္ဇာကမပြေးဘူးလားပြေးမှာဒီဒိဋ္ဌိကမပြေးဘူးလားပြေးမှာဒါကြောင့်ဒီအကြောင်းတွေနားလည်ထားဖို့မလိုဘူးလားလို့လားအင်မတန်လိုအပ်ပါတယ်နော်အဲ့ဒီတော့နံပါတ်1ကအမောင်ဒိဋ္ဌိမင်းဘာဖြစ်လို့ရောက်လာသလဲဟာကျွန်တော်ခန္ဓာအကြောင်းမသိလို့ပါဒါကြောင့်ကျွန်တော်ရောက်လာရတာပါဒီလိုသူပြန်ဖြစ်လိမ့်မယ်ဟုတ်တယ်မလားဒီတော့ခန္ဓာဆိုတာက5ပါးရှိတယ်အားလုံးသိကြတဲ့အတိုင်းပဲဘယ်လိုတွေတော့လူပဲခန္ဓာအတုံးခဲပုံပန်းတရံခန္ဓာလားပရမတ်ခန္ဓာလေးလားအဲ့ဒီပရမတ်ခန္ဓာလေးဒီလိုမလားအဲ့ဒီပရမတ်ခန္ဓာဒီတခြားမှရှိတာလားမိမိတဏ္ဍာမှာရှိတာလားမိမိတဏ္ဍာမှာရှိတာအဲ့ဒီပရမတ်ခန္ဓာကိုမြင်အောင်မကြည့်နိုင်လို့ဟောဒီဒိဋ္ဌိရောက်လာတာဟုတ်ရဲ့လားဒီတော့ဘုန်းကြီးတို့ပရိသတ်တွေကဟောဒီဒိဋ္ဌိကိုမရောက်စေချင်ပါဘူးမလာစေချင်ပါဘူးဆိုရင်ဘာကိုမြင်အောင်ကြည့်ရမှာလဲပရမတ်ခန္ဓာကိုမြင်အောင်ကြည့်နော်ပရမတ်ခန္ဓာကိုမြင်အောင်ကြည့်ဆိုတဲ့နေရာမှာကိုယ်သဘောနဲ့ကိုကြည့်လို့တော့မရဘူးကိုယ်စွမ်းနဲ့ကိုကြည့်လို့တော့မရဘူးဆရာသမားတွေအကူအညီနဲ့ညာတပရိညာအသိနဲ့သိအောင်ကြိုးစားပြီးမှကြည့်ရမှာဟုတ်လားအဲ့ဒါကြောင့်မို့လို့တရားများများနာရမယ်ဟုတ်လားတရားများများနာရမယ်တရားနာတာဒီပါလေညာတပရိညာညာတပရိညာဒီများများပိုင်အောင်လုပ်ရမယ်နော်ဒါဟိုနေ့ကလည်းဘုန်းကြီးပြောပြီးပြီညာတပရိညာတိမပိုင်ဘဲနဲ့ကတော့လေတဏှာကြီးထိုင်နေလဲငုတ်တုတ်ကြီးပဲဖြစ်မှာပဲဟုတ်လားတဏှာကြီးထိုင်လဲငုတ်တုတ်ကြီးပဲဖြစ်မှာပဲဒီတော့အသိဉာဏ်နဲ့ထိုးထွင်းပြီးတော့ကြည်နိုင်မှုဆိုတာကရှေ့ပြင်းဉာဏ်လေးရှိနေမှာပေါ့ပွဲမဝင်ခင်အပြင်ကကျင့်ပဆိုသလိုဘုဒ္ဓတာလေးရှိထားမှာဘုဒ္ဓတာရှိမထားဘူးဆိုရင်ကိုရှိမှယုံနာပဲပင်းတွေးနေပေမဲ့လို့ယုံနာလို့ထင်မှာလားပုဂ္ဂိုလ်တ attva လို့ထင်မှာလားအဲ့ဒါယုံနာခန္ဓာကိုမသိလို့ပေါ့ဟုတ်တယ်မလားယုံနာခန္ဓာကိုမှမသိရင်ယုံနာခန္ဓာပဲပင်းတွေးနေပါရဲ့နဲ့ယုံနာခန္ဓာကိုမသိဘူးဆိုသူ့စိတ်ထဲမှာဘယ်လိုထင်မလဲအဒါကပုဂ္ဂိုလ်ပဲဒါကတ attva ပဲဒါကငါပဲဒီလိုထင်နေမှာကိုအဲ့ဒါကြောင့်မလို့ခန္ဓာအကြောင်းသိအောင်ကြိုးစားပါတယ်လေခန္ဓာအကြောင်းသိအောင်ကြိုးစားပထမဆုံးဘယ်လိုကြိုးစားမှာလဲတရားနာပြီးကြိုးစားဟုတ်လားတရားနာပြီးကြိုးစားတရားမျက်မှန်နာခန္ဓာအကြောင်းကိုမျက်မှန်သိအောင်လုပ်ခန္ဓာနဲ့ပတ်သက်တဲ့ယုံနာနဲ့ပတ်သက်တဲ့နော်တရားတွေမျက်မှန်နာပြီးတော့ကိုယ်စိတ်ထဲမှာမှတ်ထားတကယ်တရားထိုင်ပြီဆိုတဲ့အခါကျတော့ဟာတွေးပြီးသဘာဝတရားကလေးတစ်ခုတွေးပြီးဟောဒါလေးကတရားနာတော့ကဒါကိုရူပခန္ဓာလို့ပြောထားတယ်ဟောဒါရူပခန္ဓာလေးပဲဒါတွေးပြီးဒီလိုပြောရမှာကိုဒါလေးကဝေဒနာခန္ဓာလို့ပြောထားတယ်တရားနာတော့ကပြောထားတဲ့ဝေဒနာခန္ဓာဟာဒါလေးပဲအခုငါလာတွေးနေပြီဒါလေးကဝေဒနာခန္ဓာလေးပဲဒီလိုဆုံးဖြတ်ချက်ချလိုက်ရမှာနော်တကယ်ကိုယ်တိုင်ကြည့်ပြီးတော့ဆုံးဖြတ်ချက်ချလိုက်တာဒီတိရဏပရိညာတရားနာတော့ကသိလိုက်တာကညာတပရိညာကိုယ်တိုင်ကြည့်ပြီးတော့ဆုံးဖြတ်ချက်ချလိုက်တာကတိရဏပရိညာကိုယ်တိုင်ကြည့်ပြီးတော့ဆုံးဖြတ်ချက်ချလိုက်နိုင်တော့မှအဲ့ဒီအမြင်တွေလက်ဆုပ်လက်ကင်နော်လက်ဆုပ်လက်ကင်မြင်တဲ့အမြင်လို့ခေါ်တာတရားနာတော့ကသိတော့ကအမြင်မြင်တော့ကအမြင်ဒီလက်ဆုပ်လက်ကင်မြင်တဲ့အမြင်ဟောရလားဒါသူများပါဇက်ပဲသူများပါဇက်နဲ့လမ်းမဆုံးစေနဲ့သူများကယုတ်ဆိုတိုင်းလိုက်မယုံနဲ့သူများကနံဆိုတိုင်းလိုက်မနံနဲ့ဒီလိုမလားသူများကခန္ဓာဆိုတိုင်းလိုက်ခန္ဓာမနေနဲ့နော်ကိုယ်တိုင်မြင်မှခန္ဓာအစစ်လို့ခေါ်တယ်ကိုယ်တိုင်မြင်မှယုတ်ကိုယ်တိုင်မြင်မှနံကိုယ်တိုင်မြင်မှခန္ဓာဟုတ်လားကြာပုနာပါနဲ့တရားနာတော့ကကြားထားတယ်သူများပြောတဲ့စကားနဲ့တွေဟာယုတ်ပဲဟာနံပဲဟာခန္ဓာပဲဟာဆိုပြီးတော့ညင်းခုန်ပြီးတော့မနေနဲ့အဲ့ဒါအမြင်မှမဟုတ်သေးဘူးနော်ကိုယ်တိုင်မြင်မှအမြင်မှန်ဟုတ်လားအဲ့ဒါကြောင့်ညာတပညာတိပိုင်မှကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ဒေသနာပညာတိဖြစ်မယ်ညာတပညာတိမပိုင်ရင်ဒေသနာပညာတိမဖြစ်ဘူးအဲ့ဒါကြောင့်မို့လို့ဒေသနာပညာတိမဖြစ်ရင်လည်းပဲဒီဒိဋ္ဌိကွာပါမလားမကွာဘူးနော်ဘာဖြစ်လို့တော့အမြင်မှန်မရသေးလို့အဲ့ဒါကြောင့်အမြင်မှန်ရကြပါလေဆိုရင်နံပါတ်1ဘာလုပ်ရမလဲခန္ဓာအကြောင်းသိအောင်လုပ်နော်နာတာလေးတစ်ခုတည်းကိုပဲသိသဘောပေါက်အောင်ကြိုးစားကြည့်ပါဟုတ်လားဒီမိဟာတွေသာထနာတာလေးတစ်ခုတည်းကိုပဲ
ဩဒါလေးကငါမဟုတ်ဘူးဒုပေါင်းကချစ်လည်းမဟုတ်ဘူးဒါလေးကရုပ်ဒါလေးကနာနဲ့ရုပ်တွဲနေတယ်နာဘလို့ဖြစ်တယ်ရုပ်ဘလို့ဖြစ်တယ်နာနဲ့ရုပ်ကွဲအောင်ကြည့်နော်တတိအားကောင်းကောင်းတမာရီအားကောင်းကောင်းဉာဏ်အားကောင်းကောင်းနဲ့စိုက်ကြည့်ရင်တွေးကိုတွေးလိုက်မယ်မတူဘဲမနေဘူးဒီလိုမဟုတ်လားတတိတမာရီပညာအားမကောင်းမနဲ့ဒီတိုင်းကြည့်နေလို့ကတော့နာတာပဲတွေးနေမှာပဲနာတဲ့အတုံးခဲကြီးတွေးနေမှာပဲနာတဲ့ဆိုင်ခဲကြီးတွေးနေမှာပဲပညာဆိုင်ခဲကြီးပဲတွေးနေမှာပဲဟုတ်လားဒါတွေတွေးလို့ကတော့ဝိပဿနာမဖြစ်သေးဘူးဒိဋ္ဌိလည်းမစင်သေးဘူးနာလုံးမကနာလာတော့ဟာငါနာတယ်ဆိုပြီးတော့ထပြေးရောဟုတ်တယ်မလားအဲ့ဒါပညာမစင်လို့ပေါ့ငါစွဲမစင်လို့ပေါ့နော်အဲ့ဒါကြောင့်ဒိဋ္ဌိဘာကြောင့်ဖြစ်ခန္ဓာအကြောင်းမသိလို့ဖြစ်တာဘာကြောင့်ဖြစ်ဒီတော့ဒိဋ္ဌိမဖြစ်စေချင်ပါဘူးဆိုဘာကြောင့်သိအောင်လုပ်ရမလဲနောက်တစ်ခုသွားလိုက်မယ်နော်ဘုန်းကြီးတို့၈ခုပြောရမှာကိုဟုတ်တယ်မလားဒါသိချင်းဆွဲနေလို့မဖြစ်ဘူးနံပါတ်1ကအဝိဇ္ဇာတဲ့နံပါတ်2ကဘာလဲအဝိဇ္ဇာဆိုတာသိတဲ့သဘောလားမသိတဲ့သဘောလားမသိတဲ့သဘောဒီအဝိဇ္ဇာနော်အဝိဇ္ဇာမိမိရဲ့တဏ္ဍာမှာအဝိဇ္ဇာဆိုတဲ့မသိမှုသဘောတရားကလေးကိန်းနေလို့ဒိဋ္ဌိဖြစ်တာရှင်းရလားပါတယ်လေမသိမှုဆိုတဲ့အဝိဇ္ဇာလေးကိန်းနေလို့ဒိဋ္ဌိဖြစ်တာနော်မသိမှုဆိုတဲ့အဝိဇ္ဇာလေးကိန်းနေလို့ဒိဋ္ဌိဖြစ်တာဒိဋ္ဌိမဖြစ်စေချင်ပါဘူးဆိုအဝိဇ္ဇာကလေးမိမိတဏ္ဍာမှာလက်ခံမထားနဲ့အဝိဇ္ဇာလက်ခံမထားနဲ့ဆိုတော့ဘယ်လိုနဲ့တိုက်ထုတ်မလဲဝိဇ္ဇာနဲ့တိုက်ထုတ်မသိမှုကိုသိမှုနဲ့တိုက်ထုတ်များများသိအောင်လုပ်အသိတွေများများတိုးတက်နေပါစေအသိတွေကျွယ်နေပါစေဟုတ်တယ်မလားလေးဘက်လေးတာဘယ်ဘက်ကမှမလုံအောင်အသိတရားကလေးတွေရှိနေပါစေနော်ဘယ်လိုပဲလာသမျှအရာတွေဒါတွေကပညာတွေဒါတွေကဒုပေါင်းကခြေလက်ဒါတွေကပုဂ္ဂိုလ်တ attva ဒါတွေကငါဒီအမြင်တွေလုံးဝမမြင်စေနဲ့ဒီအသိတွေလုံးဝမသိစေနဲ့အဲ့ဒီအသိတွေလုံးဝမလာအောင်တကယ်ဉာဏ်စစ်နဲ့ထိုးဖောက်ဖယ်ရှားပြစ်ဟုတ်လားဉာဏ်နဲ့ထိုးဖောက်ဖယ်ရှားပြစ်လိုက်တဲ့အခါကျတော့ပုဂ္ဂိုလ်တ attva လို့ထင်ရင်လည်းဟာတာမဟုတ်ပုဂ္ဂိုလ်မဟုတ်ဘူးတ attva မဟုတ်ဘူးငါလို့ထင်ရင်လည်းဟာတာငါမဟုတ်ဘူးဒီလိုမလားယောက်ျားမိန်းမလို့ထင်ရင်လည်းဟာတာယောက်ျားမိန်းမမဟုတ်ဘူးဒုပေါင်းကခြေလက်လို့ထင်လည်းဟာတာဒုပေါင်းကခြေလက်မဟုတ်ဘူးနော်အဲ့ဒီလိုမမြင်သင့်မမြင်ထိုက်တဲ့အမြင်တွေမမြင်အောင်မြင်သင့်မြင်ထိုက်တဲ့အမြင်တွေမြင်အောင်ကြိုးစားပြီးတော့ကြည့်နော်မမြင်သင့်မမြင်ထိုက်တဲ့အမြင်တွေမမြင်အောင်မြင်သင့်မြင်ထိုက်တဲ့အမြင်တွေမြင်အောင်ကြိုးစားပြီးတော့ကြည့်အဲ့ဒီလိုကြည့်ဖို့ဆိုတာဉာဏ်လေးကိုတဖြည်းဖြည်းနဲ့နော်ထက်တဲ့ထက်တန်လာအောင်ရင်းတဲ့ရင်းတန်လာအောင်နော်အဲ့ဒီလိုပွားယူရတယ်ဉာဏ်လေးကိုပွားယူရတယ်ဉာဏ်လေးတစ်ခါဖြစ်တယ်မထက်မြက်သေးဘူးခေါင်းလေးမြလို့ပေါ့နော်ခွန်ကြီးတို့တစ်မြင်မြန်ဖြတ်တဲ့အခါတော့လွှတ်နဲ့ဆွဲကြည့်တယ်မပြတ်ဘူးဘာလို့လဲလွှတ်ပြန်သွေးရတာပဲဟုတ်တယ်မလားမသွေးဘဲနဲ့ဖြတ်လို့ရပါမလားအဲ့တော့ဘာလို့လဲလွှတ်ပြန်သွေးဆွဲကြည့်50 ချက်လောက်ဆွဲကြည့်တော့တုံးသွားပြီဘာလို့မလဲပြန်သွေးလိုက်အောင်မကြသွေးပေးရတယ်ဟုတ်တယ်မလားမကြသွေးမသွေးပဲသွားဖြတ်လို့ရတော့လေရွှေတီကြားပြီးတော့ပင်မနာပဲဖတ်တယ်မှာပဲနော်အဲ့ဒီလိုပဲဘုန်းကြီးတို့ပရိသတ်တွေကလည်းဘာကိုသွေးပေးရမှာလဲဉာဏ်ကိုသွေးပေးရမယ်ဘာနဲ့သွေးမလဲဆိုရင်အိန္ဒြေလုံခြုံမှုနဲ့သွေးပေးရမယ်အရေးကြီးတယ်နော်အိန္ဒြေလုံခြုံမှုနဲ့သွေးပေးရမယ်ဉာဏ်ကိုဘာနဲ့သွေးပေးမလဲအိန္ဒြေလုံခြုံမှုနဲ့သွေးပေးရမယ်ဉာဏ်ထက်စေခြင်းရင်အိန္ဒြေလုံခြုံအောင်လုပ်အိန္ဒြေဆိုတာဘာပြောတာလဲမျက်စိနားနှာခေါင်းလျှာကိုယ်စိတ်အဲ့ဒီတည်းမှာကိလေသာမဝင်စေနဲ့ဘေးပန်းအာယုံတွေမဝင်စေနဲ့ဘေးပန်းအတွေ့တွေမဝင်စေနဲ့အဲ့ဒီလိုကိုအိန္ဒြေလုံခြုံနေရမယ်ဟုတ်လားအဲ့ဒီလိုလုံခြုံပြီးတော့နော်မြင်သိမြင်ထိုက်တဲ့ကြည်သိကြည်တတ်တဲ့ရှုသိရှုတတ်တဲ့မှတ်သိမှတ်တတ်တဲ့ယုံနာခန္ဓာနဲ့ပတ်သက်တဲ့အတွေးတွေပဲအမြဲတမ်းတွေးနေပါဟုတ်လားအဲ့ဒီအမြင်လေးတွေနဲ့အမြဲတမ်းမြင်ပေးနေပါအဲ့ဒီအတွေ့ကလေးတွေပဲအမြဲတမ်းတွေးနေပါရုပ်ကလေးကဒီလိုရှိတယ်သွားနေရင်လည်းတလှမ်းချင်းသွားတယ်နော်ခြေတော်ကလေးကကြွားလိုက်တယ်တကယ်တမ်းကျတော့ခြေတော်ကဥရိဇယုတ်ကြီးပုံမှန်တရံကြီးကြွားလိုက်တဲ့နေရာမှာကြွားအောင်ပြုလုပ်ပေးတာကပင်ရင်အကြောင်းကနံကြွားခြင်းတဲ့အကြောင်းကနံဒီလိုမလားသို့တော့နံတရားတက်နဲ့လည်းအောက်ချရတဲ့ခြေတော်ကြီးပေါ်ရောက်ပါမလားမရောက်ဘူးနံတရားကကြွားခြင်းတော့ဝါယောဓာတ်ကလှုပ်ဆော်ပေးလိုက်တယ်ဝါယောဓာတ်ကလှုပ်ဆော်ပေးလိုက်တဲ့အခါကျတော့ဝါယောဓာတ်ကတွန်းတင်ပေးလိုက်တာခြားရတဲ့ခြေတော်အပေါ်မြင်မြောက်ဖို့လားမြောက်အဲ့ဒီတော့တလန်းချင်းကြွားလာတဲ့အခါမှာခြေတော်ကြီးကြည့်ပြီးတော့အာယုံပြုတ်နေရမှာလားအဲ့ဒီတက်က
ကြွားတဲ့သဘောရွှေ့တဲ့သဘောငြိမ်သွားတဲ့သဘောလှုပ်သွားတဲ့သဘောဒါတွေကိုအာယုံပြုနော်အဲ့ဒီသဘောလေးအာယုံပြုလိုက်တော့ဒီသဘောလေးကပြင်းထန်လာခြေထောက်ကပေါ်တအားမြောက်လာတယ်ဒီသဘောလေးညော့သွားရင်ခြေထောက်အောက်ပြန်ကျသွားပြီသဘောလေးဖြစ်လာလိုက်ရွေးရှားတဲ့သဘောလေးပေါ်လာလိုက်ငြိမ်တဲ့သဘောလေးပေါ်သွားလိုက်ရွေးရှားတဲ့သဘောလေးပေါ်လာလိုက်ငြိမ်တဲ့သဘောလေးပေါ်သွားလိုက်အဲ့ဒီလုံးနဲ့ခြေထောက်ကတလှမ်းချင်းမြောက်လာလိုက်ကျသွားလိုက်မြောက်လာလိုက်ကျသွားလိုက်ဗကတိမျက်စိနဲ့ကြည့်ရင်တော့ခြေထောက်ပေါ့ဟုတ်တယ်မဟုတ်လားဗကတိမျက်စိနဲ့ကြည့်ရင်တော့ဗာလဲသို့တော့ဉာဏ်လေးနဲ့ကိန်းပြီးတော့ကြည့်နေလိုက်တဲ့အခါကျတော့ခြေထောက်လို့မမြင်တော့ဘူးဒီထဲမှာရွေးရှားတဲ့သဘောငြိမ်တဲ့သဘောတွန်းတဲ့သဘောလှုပ်တဲ့သဘောဒါလေးတွေပဲမြင်တော့တယ်အောက်ကိုချလိုက်တဲ့အခါကျတော့မရနိုင်အောင်ထောက်ကန်တဲ့သဘောနော်တိတန်းတဲ့သဘောပထဝီဓာတ်တို့ဝါယောဓာတ်တို့ဒီလိုမလားကျမ်းမြင်များနေလိုက်တဲ့အခါကျတော့အေးခြင်းအေးမဲ့ပူခြင်းပူမဲ့တိစောတတ်ရဲ့သဘောဒါတွေအကဲခတ်နော်အဲ့ဒီလိုအကဲခတ်ပြီးတော့ရှောက်သွားတော့ရုပ်သဘောတရားကလေးပေါ်မှာလည်းဉာဏ်လေးနဲ့ဆင်ခြင်ပြီးတော့သွားတယ်။နာမ်တရားကလေးပေါ်မှာလည်းဉာဏ်လေးနဲ့ဆင်ခြင်ပြီးတော့နေတယ်။အဲ့ဒီဉာဏ်နဲ့ရုပ်ကလေးကိုကြည့်လိုက်၊နာမ်ကိုကြည့်လိုက်၊ရုပ်ကိုကြည့်လိုက်၊နာမ်ကိုကြည့်လိုက်၊သွားနေရင်ကြည့်၊ထိုင်နေရင်ကြည့်၊ရပ်နေရင်ကြည့်၊စားနေရင်ကြည့်ဆိုတဲ့အခါကျတော့ဉာဏ်ရဲ့စွမ်းရည်တွေတဖြည်းဖြည်းနဲ့တက်လာတယ်။အဲ့ဒီလိုမွေးပေးရမှာ။ဟုတ်ရဲ့လား။ဒါအမှန်တန်ရေးကြည့်တဲ့လုပ်ွက်တွေနော်ဘုန်းတော်ပြိဿတွေ။အဲ့ဒီအတိုင်းပြီးပြင်းအောင်မလိုက်နာနိုင်ဘူးဆိုရင်တော့လွယ်နဲ့တော့တရားရမယ်လို့မထင်နဲ့။ဟုတ်တယ်မလားတို့မိုးအေးသာဖွဲ့ကြည့်ကြည့်သွားတာတို့9ရက်နဲ့10ရက်နဲ့လွယ်နဲ့တရားရလာလိမ့်မယ်လို့ဒီလိုတော့မောင်းတင်မလာခဲ့နဲ့ညွှန်ကြားတဲ့အတိုင်းသိသိချာချာလုံနိုင်မှတရားရမှာဒီလိုမဟုတ်လားအဲ့ဒီတော့နော်မိမိရဲ့ဉာဏ်လေးထပ်ဖို့ဆိုတာကမိမိရဲ့ဉာဏ်ရဲ့အာယုံသည်အရှုခံသည်ယုံနံစီကိုဉာဏ်ကနေအမြဲတမ်းအာယုံပြုတ်နေပါအမြဲတမ်းပို့လွတ်နေပါသူ့ကိုအမြဲတမ်းနော်ညွတ်ကိုင်းနေပါအဲ့ဒီလိုမှမဟုတ်ဘဲနဲ့သွားတယ်လာတဲ့အခါလဲဟိုလိုနဲ့လှည့်စကားပြောလိုက်ဒီလိုနဲ့လှည့်စကားပြောလိုက်ဟိုကြည့်လိုက်ဒီကြည့်လိုက်စကားလှည့်ပြောလိုက်ပြောင်းလိုက်ကြည့်လိုက်အိမ်အကြောင်းတွေးလိုက်ရွာအကြောင်းတွေးလိုက်သားအကြောင်းတွေးလိုက်သမီးအကြောင်းတွေးလိုက်အိမ်လေးတွေမပေါက်ဘူးလားပေါက်ကိလေသာတွေဝင်မလားဝင်လာလားအဲ့ဒီလိုကိလေသာတွေဝင်လာတော့ဉာဏ်ကပေါ်လာမဲ့ဉာဏ်အညွန့်ညောက်ကလေးကဘာဖြစ်သွားလဲမြုပ်သွားမြုပ်ရင်တော်သေးတာပေါ့ပျောက်မသွားရင်တော်သေးတာပေါ့တကားကြီးတွေဉာဏ်လေးပျောက်မသွားအောင်တော့ဂရုစိုက်တော့အဲ့ဒီဉာဏ်လေးပျောက်သွားရင်သိနှမျောစရာကောင်းတယ်ဟုတ်တယ်မဟုတ်လားဉာဏ်လေးတော့မပျောက်သေးနဲ့ဉာဏ်ပျောက်သွားရင်သွားပြီဘာလို့မှလုပ်လို့မရတော့ဘူးဒါကြောင့်မလို့ဒီဉာဏ်ကိုပိုးမွေးသလိုမွေးပါဟုတ်တယ်မဟုတ်လားပိုးမွေးသလိုမွေးပါပျောက်မသွားစေနဲ့ပျောက်မသွားအောင်ဆိုတာအိန္ဒိတွေလုံးကြုံရမယ်မျက်စိနားနှာခေါင်းလျှာကိုယ်စိတ်ဒီအိန္ဒိတွေလုံးကြုံပြီးတော့အရှုခံဖြစ်တဲ့ယုံနာခန္ဓာစီကိုဉာဏ်လေးနဲ့အမြဲတမ်းတက်ပေးပါဟုတ်တယ်မဟုတ်လားသွားနေနေလဲတက်ပေးစားနေနေလဲတက်ပေးနော်ထိုင်နေနေလဲတက်ပေးအဲ့ဒီလိုတက်ပေးနေမှဒီဉာဏ်လေးကအညွန့်ညောက်ကလေးကတလူနဲ့အရောက်ကလေးတွေတဖွာဖွာနဲ့အကိုင်းခက်ကလေးတွေဝေဆာဆာနဲ့ဒီလိုဖြစ်လာမှာကိုနော်အဲ့တော့ဉာဏ်ကိုမွေးယူပါဟုတ်လားအဲ့ဒီဉာဏ်ကလေးထက်တန်လာရင်ဒီအဝိဇ္ဇာမပြေးဘူးလားပြေးမှာနိမလောကတော့ဒီဝိဇ္ဇာပြေးကိုမပြေးဘူးဒါကြောင့်ဒိဋ္ဌိဘာကြောင့်ဖြစ်အဝိဇ္ဇာကြောင့်ဖြစ်တာဘာကြောင့်ဖြစ်တော့အမြင်မှာဘာကြောင့်မရသလဲအဝိဇ္ဇာကြောင့်မရတာဒီအဝိဇ္ဇာဘာနဲ့တိုက်ထုတ်မလဲဉာဏ်နဲ့တိုက်ထုတ်အဲ့ဒီဉာဏ်ပြဖို့ကဘာလုံးကြုံရမှာလဲအိန္ဒိတွေလုံးကြုံရမယ်ဒီလိုမဟုတ်လားဒီတော့နံပါတ်3ဖတ်တာတဲ့နော်ဖတ်တာရခက္ကဏကတော့သိတော့ကြပြတ်ပြတ်တော့မရှိပါဘူးဟုတ်လားဖတ်တာဆိုတာကဘယ်အချိန်မှပေါ်လဲအာယုံရဲ့ဓဝါရရဲ့ဝိညာဉ်ရဲ့နော်တိဏ္ဍသင်္ကတိဖတ်တော့မဟုတ်လားဘယ်အချိန်မှပေါ်လဲအာယုံရဲ့ဓဝါရရဲ့ဝိညာဉ်ရဲ့သုံးပါးပေါင်းတဲ့အချိန်မှာဖတ်တာပေါ်တယ်အဲ့ဒီဖတ်တာလေးပေါ်လာလိုက်လို့လည်းပဲမြင်စိတ်ဖြစ်တယ်လို့သိလိုက်ရတာမြင်လိုက်ရတဲ့အစဉ်ကလေးပေါ်မှာကောင်းတယ်မကောင်းဘူးလို့ထင်လိုက်ရတာမြင်လိုက်ရတဲ့အစဉ်ကလေးပေါ်မှာယောက်ျားမိန်းမလို့တဲတဲကွက်ကွက်မြင်လိုက်ရတာအဲ့ဒီလိုမြင်ဖို့အတွက်ကဘလူစီကဖြတ်တန်းလာရတာလေဖတ်တာစီကဟုတ်တယ်မဟုတ်လားဖတ်တာတာပေါင်းဆောင်မပေးရင်ယောက်ျားမိန်းမလည်းမသိဘူးအာယုံလည်းမသိဘူးနော်ကောင်းတယ်မကောင်းဘူးလည်းမသိဘူးမြင်စိတ်လည်းမသိဘူးဘာစိတ်မှမသိဘူးဒီလိုမဟုတ်လားအဲ့ဒီလိုသိဖို့ဆိုတာကဘလူကနေဖြတ်တန်းပြီးသိရတာလေဒီတော့ဖတ်တာကအားလုံးကိုဆက်သွယ်ပေးတဲ့တကယ်အချက်ချပြည့်တဲ့တရားထင်တော့မထင်ရှားဘူးနော်မထင်ရှားပေမဲ့အမတန်အချက်ချကြတဲ့တရားဖတ်တာရဲ့တွေးထမှုအားနည်းသွားမယ်ဆိုရင်ဥပိ္ပခာဝေဒနာအားလုံးကအမှတ်တမဲ့ဖြစ်သွားပြီရောင်ဝါးဝါးဖြစ်သွားပြီဟုတ်တယ်မလားဖတ်တာရဲ့တွေးထမှုအားကောင်းရင်ဒုက္ခဝေဒနာဒုက္ခဝေဒနာအမြင်လေးတွေကြည်လင်းလာပြီ
ထက်မြက်လာပြီဟုတ်တယ်မလားအဲ့ဒီတော့အမြင်ကလေးတွေကျင်လည်လာအောင်ထက်မြက်လာအောင်ဘယ်လိုကနေပြီးတော့လုပ်ပေးတာတော့ဖတ်တာကလုပ်ပေးတာဒီတော့မိမိတဏ္ဍာမှာဝေဒနာလေးတစ်ခုပေါ်လာတယ်ဆိုတာလေဖတ်တာကြောင့်ပေါ်လာတာတဏှာလေးတစ်ခုပေါ်လာတယ်ဆိုတာလေဝေဒနာကြောင့်တဏှာဖြစ်တယ်ဆိုပေမဲ့ဖတ်တာရဲ့ဆက်သွယ်ပေးမှုကြောင့်အဲ့ဒီတဏှာကလည်းပဲတာယာယခေါင်းမှန်နိတ္တယခေါင်းမှန်တိသွားတာဟုတ်တယ်မလားဒါကြောင့်အဓိကအချက်ချဘုဌာနဒီဘယ်လိုတော့အားလုံးရဲ့အလဲကောင်ကနေထိုင်ပြီးဆက်သွယ်ပေးနေတာဖတ်တာနော်ဩဖတ်တာကြောင့်ဝေဒနာဖြစ်တာပါလားဖတ်တာကြောင့်ဒုက္ခဝေဒနာဖြစ်တာပါလားဖတ်တာကြောင့်ဒုက္ခဝေဒနာဖြစ်တာပါလားနော်ဒီတော့ဖတ်တာရဲ့ဆက်သွယ်မှုကိုသဘောပေါက်ရင်ဝေဒနာကိုလည်းသဘောပေါက်တယ်တဏှာကိုလည်းသဘောပေါက်တယ်ဖတ်တာရဲ့ဆက်သွယ်မှုကိုသဘောမပေါက်ရင်ဝေဒနာလည်းသဘောမပေါက်ဘူးတဏှာရဲ့လည်းသဘောမပေါက်ဘူးဒီတော့ဖတ်တာရဲ့ဆက်သွယ်မှုလို့သာအဓိကပြောပေမဲ့တကယ်တမ်းမြင်အောင်ကြည့်ရမှာကဖတ်တာကိုမဟုတ်ဘူးဝေဒနာကိုမြင်အောင်ကြည့်တဏှာကိုမြင်အောင်ကြည့်ဒီလိုမဟုတ်လားအဲ့ဒီလိုမြင်အောင်ကြည့်လိုက်တဲ့အခါကျတော့အာယုံရဲ့ဓွာရရဲ့အဆင်းရဲ့ဒီသုံးပါးပေါင်းစုံမှုကြောင့်ဒီဝေဒနာလေးဖြစ်ပေါ်လာတာပါလားအာယုံဆိုတာလည်းပုဂ္ဂိုလ်သတ္တဝါမဟုတ်ဘူးဓွာရလည်းပုဂ္ဂိုလ်သတ္တဝါမဟုတ်ဘူးဝိညာဉ်ဆိုတာကလည်းပဲပုဂ္ဂိုလ်သတ္တဝါမဟုတ်ဘူးယုတ်တရားနံတရားတွေသူတို့ကမှအကြောင်းတရားကမှပုဂ္ဂိုလ်သတ္တဝါမဟုတ်ရင်အကျိုးဖြစ်တဲ့ဝေဒနာကပုဂ္ဂိုလ်သတ္တဝါဘာလို့ပြောလို့ဖြစ်ပါမလားဒီလိုသွားမှာကိုဟုတ်တယ်မဟုတ်လားအဲ့တော့အကြောင်းဖြစ်တဲ့ယုတ်နာကိုနားလည်ရင်အကျိုးဖြစ်တဲ့ဝေဒနာကိုလည်းနားလည်သွားမှာပဲအကြောင်းဖြစ်တဲ့ယုတ်နာရဲ့သဘာဝဆက်သွယ်မှုကိုမှဖတ်သားရဲ့ဆက်သွယ်မှုလေးကိုမှနားမလည်ရင်မျက်စိနဲ့ကြည့်လို့သားကိုမြင်လိုက်တာပေါ့ကွာဒီလိုပြောမှာပေါ့အဲ့ဒါဒိဋ္ဌိပဲမဟုတ်လားအဲ့တော့ဒိဋ္ဌိဘာကြောင့်ဖြစ်လဲဖတ်သားရဲ့ဆက်သွယ်ပေးမှုကိုမသိလို့ဖြစ်တာဒိဋ္ဌိဘာကြောင့်ဖြစ်လဲမသိတဲ့အခါတော့ငါမြင်လိုက်တာကွာငါလိုချင်လိုက်တာငါသွားချင်လိုက်တာငါစားချင်လိုက်တာငါသားမြင်တယ်ငါသမီးမြင်တယ်ဒီလိုပြောတာကိုအဲ့ဒါဘာသဘောမပေါလို့လဲဒီတော့ဒိဋ္ဌိအမြင်ကင်းစင်စေခြင်းပါတယ်ဆိုရင်ဘာရဲ့ဆက်သွယ်မှုကိုနားလည်အောင်ကြိုးစားရမှာလဲဖတ်တာရဲ့ဆက်သွယ်မှုကိုနားလည်အောင်ကြိုးစားတော့ဖတ်တာကိုချက်ခုတ်ချက်ခဲရှားမနေနဲ့ဟုတ်တယ်မဟုတ်လားတကယ်ရှုရမယ်ရှုကံကဖတ်တာမဟုတ်ဘူးဝေဒနာတဏှာဝေဒနာကိုမြင်ရင်ဝေဒနာရှုဝေဒနာမမြင်ရင်တဏှာကြမှာရှုတဏှာမမြင်ရင်ဥပါဒံကြမှာရှုဒီလိုမဟုတ်လားဥပါဒံမမြင်ရင်ကမ္မဘဝကြမှာရှုတဏှာမှာကြာမှာတော့မြည်လိမ့်မယ်နော်ဖတ်တာကိုချက်ခုတ်ချက်ခဲလိုက်ရှားမနေနဲ့သဘောပေါက်ရုံပဲပေါ့ဒီလိုမဟုတ်လားကဲကောင်းပြီဒါဖြစ်လို့ရှိရင်နော်ဒိဋ္ဌိမဖြစ်စေချင်ပါဘူးဆိုရင်ဘသူရဲ့ဆက်သွယ်မှုကိုနားလည်အောင်ကြိုးစားရမှာလေဖတ်တာရဲ့ဆက်သွယ်မှုနားလည်လိုက်တဲ့အခါကျတော့နားလည်ဘာဆိုတာကဘာပြောတာလဲလို့မေးရင်ဖတ်တာကဆက်သွယ်ပေးလိုက်တာပုဂ္ဂိုလ်လည်းမဟုတ်ဘူးတတ္တဝါလည်းမဟုတ်ဘူးယောက်ျားလည်းမိန်းမလည်းမဟုတ်ဘူးအာယုံရဲ့ဓွာရရဲ့ဝိညာဉ်ရဲ့ဒီသုံးမျိုးကိုဆက်သွယ်ပေးလိုက်တာပဲအကြောင်းတရားတွေကမှပုဂ္ဂိုလ်တ attva မဟုတ်ဘဲနဲ့အကျိုးဖြစ်တဲ့ဝေဒနာအကျိုးဖြစ်တဲ့တဏှာကဘယ်ပုဂ္ဂိုလ်တ attva ဟုတ်ပါမလဲဒီလိုကိုနော်အဲ့ဒီလိုလေးမှသဘောပေါက်သွားလိုက်မယ်ဆိုရင်ပုဂ္ဂိုလ်တ attva ဆိုတဲ့ဒိဋ္ဌိအမြင်မစင်ဘူးလားစင်သွားလားစင်သွားတယ်ဒိဋ္ဌိအမြင်စင်သွားရင်မြင်မှန်လေးတွေမရဘူးလားရပါလားရသွားတာပဲနော်ကဲနောက်တစ်ခါနံပါတ်၄ကသင်္ခန္ဓာဝိဇ္ဇာဖတ်သောစပညာတဲ့နံပါတ်၄ကပါလဲပညာဆိုတာမှတ်သားမှုလေးနော်မှတ်သားမှုလေးကလည်းမှတ်သားမှုလေးဆိုတာကဘယ်လိုမှတ်ထားတော့သားလို့မှတ်ထားတယ်သမီးလို့မှတ်ထားတယ်ဇနီးလို့မှတ်ထားတယ်ခင်ပွန်းလို့မှတ်ထားတယ်ဒိဗ္ဗောင်ကခြေလဲလို့မှတ်ထားတယ်အမေလို့မှတ်ထားတယ်အဖေလို့မှတ်ထားတယ်အဲ့ဒီမှတ်သားမှုတွေမှန်သောမှတ်သားမှုလားမှားသောမှတ်သားမှုလားအဲ့ဒီမှတ်သားမှုမှားလို့ဒိဋ္ဌိဖြစ်တာဟုတ်တယ်မဟုတ်လားငယ်ငယ်ကလေးကမှတ်ထားတာကအမေဖေလို့မှတ်ထားတာကိုသားလို့သမီးလို့မှတ်ထားတာကိုပုဂ္ဂိုလ်တ attva လို့မှတ်ထားတာကိုယောက်ျားမိန်းမလို့မှတ်ထားတာကိုအဲ့ဒီတော့ဒိဋ္ဌိမဖြစ်ဘဲခံနိုင်မလဲဟုတ်ရဲ့လားဒီတော့အမှတ်သားလေးတွေပြန်ပြင်မလိုက်ဘယ်နေရာမှာပြင်မလဲတရားရှုတဲ့အခါပြင်မလိုက်အိမ်မှာနေတော့မပြင်ရင်နေကိစ္စမရှိဘူးဒီလိုမလားအိမ်မှာနေတော့သားကသားပဲသမီးကသမီးပဲဇနီးကဇနီးပဲခင်ပွန်းကခင်ပွန်းပဲမပြင်ရင်နေကိစ္စမရှိဘူးဒါပဲမဲ့ဘယ်ချိန်မှပြင်ရမှာလဲတရားရှုတဲ့အခါပြင်ကိုပြင်ရမယ်နော်ဟာမြင်လိုက်တဲ့တွေပဲနဲ့ဟာတငယ်ချင်းပဲကမင်းဘယ်တော့ကလာတော့ဆိုရင်သွားပြီအဲ့ဒါအမှန်မှားသွားပြီဒီလိုမလားယောဂီတယောက်ကလေအပြင်ဧည့်သည်တယောက်လာတယ်ဆိုကြပါစို့ဟာတငယ်ချင်းလို့လှမ်းခေါ်လိုက်တာနဲ့အမှတ်မှန်လို့လားအမှတ်မှားလို့လားဒီအချိန်မှာနော်ကိုယ်ခန္ဓာကလည်းယုံနာခန္ဓာသတ္တဝါခန္ဓာကလည်းသားခန္ဓာလည်းသမီးခန္ဓာလည်းအဲ့ဒီလိုပြင်ပြီးကိုမှတ်ထားဘလို့တွေ့ယုံနာလို့သာမှတ်ထားဒီနေရာမှာမိတ်ဆွေမရှိဘူးရန်သူမရှိဘူးသားမရှိဘူးသမီးမရှိဘူးဇနီးမရှိဘူးခင်ပွန်းမရှိဘူးတရားအလောက်ခွင်ထဲမှာဘာနဲ့ဘာပဲရှိလဲ
ယုံနာမဲရှိတဲ့ယုံနာသူလည်းယုံနာကိုလည်းယုံနာအားလုံးယုံနာလို့သာသဘောထားလိုက်ပြုံးပြနေကြလည်းမလိုဘူးမဲ့ပြနေကြလည်းမလိုဘူးလောကဝတ်ချီအောင်လုပ်ပေးနေကြလည်းနှုတ်ဆက်နေကြလည်းအားလုံးနေပါတယ်လေဒီနေရာမှာမိတ်ဆွေမရှိဘူးဉာဏ်သူလည်းမရှိဘူးဒီလိုမဟုတ်လားအဲ့ဒီလိုအမှတ်ကိုပြင်ထားနော်ဒါသိရေးကြည့်တယ်နော်အဲ့ဒီအမှတ်မပြင်လို့ကတော့လည်းသွားပြီကိလေသာတွေတောက်လျှောက်ဝင်သွားပြီဒီတော့နံပါတ် 5ကပါလေခန္ဓာဝိဇ္ဇာဖတ်သောစာပညာတက်ကောဆိုတာကဝိတက်ပေါ့တွေးတဲ့ခေါ်တဲ့အဓိပ္ပာယ်လေးနော်တွေးတဲ့ခေါ်တဲ့အဓိပ္ပာယ်လေးတရားကိုပိုင်နဲ့နာမထားပဲနဲ့ကိုယ်နဲ့ကိုယ်တွေးကြအောင်တွေးငေးကြအောင်ငေးပြီးတော့ကိုယ်ထင်ခြင်းလို့ရှောက်ထင်နေတဲ့အမြင်မျိုးပေါ့ဟုတ်လားအဲ့ဒါတက်ကလို့ခေါ်တယ်ဝိတက်ပေါ့နော်ကိုယ်တွေးခြင်းလို့တွေးပြီးတော့ကိုယ်စိတ်ထဲမှာအမှန်လို့ယူထားတာတွေအဲ့ဒါတွေကကိုယ်သဘောနဲ့ကိုယ်တွေးထားတဲ့အတွေးဖြစ်တဲ့အတွက်အမှန်ရောက်နိုင်မှာမလားမရောက်နိုင်ဘူးเนาะအဲ့ဒါကြောင့်အတွေးခေါ်မှားခြင်းကြောင့်လည်းဘာဖြစ်တော့ဒိဋ္ဌိဖြစ်တာပဲအဲ့ဒီဒိဋ္ဌိစင်စေခြင်းပါတယ်ဆိုရင်အတွေးခေါ်လေးတွေမှောက်အောင်ပြင်ဘာနဲ့ပြင်မလဲတရားနာပြီးတော့ပြင်ဘာနဲ့ပြင်မလဲကိုယ်တွေးထားတဲ့အတွေ့ဘလောက်ပဲကိုငငယ်တုန်းကတွေးတော်ပဲတွေးတော်ပြီးတော့မှန်တယ်လို့ယူဆထားပေမဲ့လို့လည်းပဲဆရာသမားတွေကမှားတယ်ဆိုရင်ပြင်ပလိုက်เนาะဒီတော့အတွေးမှားရင်ဒိဋ္ဌိဖြစ်တယ်အတွေးမှန်မှဒိဋ္ဌိစင်တယ်ဒိဋ္ဌိစင်မှအမြင်မှန်ရတယ်လို့ဒီလိုသဘောထားဟုတ်တယ်မလားနောက်တစ်ခါကျတော့နံပါတ်6ကအာယောနိသောမနတိကာရတဲ့ခန္ဓာဝိဇ္ဇာဖတ်သောစာပညာတတ်ကောအာယောနိသောနှလုံးသွင်းမှားလို့လည်းပဲဒိဋ္ဌိဖြစ်တယ်ဒါမဟုတ်ဆရာတော်ဘုရားကြီးအမြဲတမ်းမင်းရှိထားတဲ့စကားမို့လို့ဘုန်းကြီးတို့ကျဲတဲ့ဝင်မပြောတော့ဘူးနော်ဖားကလေးသိလို့နတ်ပြည်ရောက်သွားတယ်ဖားကလေးကနတ်ပြည်ရောက်သွားတာဒါနှလုံးသွင်းမှားသွားတာမဟုတ်လားတကယ်တမ်းကျတော့ဖားကနတ်ပြည်ရောက်တာလားဖားဘဝယုံနာချုပ်ပြီးတော့နတ်ဘဝယုံနာအသိပေါ်တာလားအဲ့ဒါကိုပဲဖားကလေးကနတ်ပြည်ရောက်သွားတယ်ဒါနှလုံးသွင်းမှားသွားတာနော်အဲ့ဒီလိုနှလုံးသွင်းမှားရင်လည်းဘာဖြစ်တတ်တော့ဒိဋ္ဌိဖြစ်တတ်ပါတယ်ဒီလိုမလားဘယ်ပုဂ္ဂိုလ်ကတော့လူသေးပြီးတော့ဘလူကသူကလေးလေးကဘလူကဝင်စားတာဒီလိုပြောတယ်မဟုတ်လားဘလူကဝင်စားတာဆိုတော့အဲ့ဒီဘလူကဒီရောက်လာသလိုလိုဒါနှလုံးသွင်းမှားသွားတာနော်တကယ်တမ်းကျတော့အဲ့ဒီပုဂ္ဂိုလ်ဒီရောက်လာတာဟုတ်ရလားအဲ့ဒီဘဝတုန်းကယုံနာသည်အဲ့ဒီဘဝမှာချုပ်ဒီဘဝကယုံနာဒီဘဝမှာသိပေါ်အဲ့ဒီယုံနာနဲ့ဒီဘဝယုံနာအကြောင်းကျိုးဆက်သွယ်မှုကကံဆိုတဲ့စေရနာတတ္တိဒီလိုမဟုတ်လားအဲ့ဒီတတ္တိဆက်သွယ်ပေးမှုကြောင့်ဟိုဘက်နဲ့ဒီဘက်နှိစက်မှုဖြစ်သွားတာတကယ်တမ်းကျတော့ဟိုဘက်ကယုံနာဒီဘက်ရောက်လာတာဟုတ်ရလားဟိုဘက်ကပုဂ္ဂိုလ်ဒီဘက်လာပြီးတော့ဝင်စားတာဟုတ်ရလားအဲ့ဒါကြောင့်နှလုံးသွင်းမှားရင်လည်းဘာဖြစ်တတ်တော့ဒိဋ္ဌိဖြစ်ရင်လည်းပဲအမြင်မှန်ရပါမလားအမြင်မှန်ရခြင်းရင်နှလုံးသွင်းမှအောင်ကြိုးစားဘာနဲ့ကြိုးစားရမှာလဲတရားနာပြီးကြိုးစားဟုတ်ရလားနောက်တစ်ခါနံပါတ်9နဲ့ဒုံမိတ်တော်တယ်ဘာပါလဲဒုံမိတ်တော်ဆိုတာကမိတ်ဆွေမှားတာနော်မိတ်ဆွေမှားတယ်ဆိုတာကိုယ့်ကိုသင်ကြားပေးတဲ့မိတ်ဆွေကိုယ့်ကိုပြောပြတဲ့မိတ်ဆွေဒါကိုပြောတာနော်မိတ်ဆွေရရလို့ရမဟုတ်ပါဘူးလေကိုယ့်ကိုပြောပြတဲ့ပုဂ္ဂိုလ်မှန်သမျှကိုယ့်ကိုသင်ကြားတဲ့ပုဂ္ဂိုလ်မှန်သမျှဒီနေရာမှာမိတ္တာကြီးပဲအဲ့ဒီမိတ္တာဆိုတာကကလျာဏမိတ္တာရှိတယ်ပါပမိတ္တာရှိတယ်နော်ဒီပြနေရာမှာကလျာဏမိတ္တာပါပမိတ္တာခွဲပုံကိုမပြောလို့ဘူးဒီနေရာမှာဘယ်လိုပုဂ္ဂိုလ်မျိုးဒီကလျာဏမိတ္တာလဲဆိုရင်ရုပ်အကြောင်းနာမ်အကြောင်းခန္ဓာအကြောင်းပိုင်နိုင်ပြောနိုင်တဲ့ပုဂ္ဂိုလ်ဒီကလျာဏမိတ္တာဟုတ်ရဲ့လားပုဂ္ဂိုလ်အကြောင်းတ attva အကြောင်းယောက်ျားမိန်းမအကြောင်းပုဂ္ဂိုလ်ဒါတွေကိုပဲပညာအကြောင်းတွေကိုပဲအမှုန်းတင်ပြောနေရင်ပါပမိတ္တာနော်ဘယ်အကြောင်းပြောမှကလျာဏမိတ္တာလဲရုပ်အကြောင်းနာမ်အကြောင်းခန္ဓာအကြောင်းပြောရင်ကလျာဏမိတ္တာပုဂ္ဂိုလ်တ attva အကြောင်းပြောတာဒီပါပမိတ္တာကိုယ်ငယ်ငယ်တုန်းကမိဘကသင်ထားတာပဲဒါကမင်းဒါကမင်းမသိဘူးလားသင်ထားတာအမေဖေးဆိုတာတကယ်ရှိသလားမရှိဘူးလားတခြားလားပုဂ္ဂိုလ်တ attva လားပုဂ္ဂိုလ်တ attva ကိုယုံကြည်အောင်ဆွဲလန်းအောင်ထင်နေအောင်မြင်နေအောင်မှတ်ထားအောင်သင်တာဖြစ်တဲ့အတွက်အဲ့ဒီအချိန်ကအဲ့ဒီမိဘသည်ပါပမိတ္တာလားကလျာဏမိတ္တာပါပမိတ္တာတွေစင်ဝင်နဲ့ဝင်သွားတာပဲဒီလိုမဟုတ်လားဘယ်လိုသင်ပေးမှကလျာဏမိတ္တာတော့ရုပ်အကြောင်းနာမ်အကြောင်းခန္ဓာအကြောင်းအိမ်မှာနေတော့မှအကြောင်းမဟုတ်ပေမဲ့ဟောဒီရိတ်တာဓမ္မယုံမှာသိရေးကြည့်တယ်နော်အဲ့ဒါကြောင့်မလို့ပါပမိတ္တာကိုမစည်းကမ်းတဲ့ကလျာဏမိတ္တာကိုစည်းကမ်းရုပ်အကြောင်းနာမ်အကြောင်းခန္ဓာအကြောင်းသစ္စာအကြောင်းများများပြောပေးနိုင်တဲ့ဆရာကိုရှာယရဗုဒ္ဓဉာဏယတထပရိယတိတပ္ပအမှန်ကိုမှန်တိုင်းပြောနိုင်တဲ့ဆရာကိုမရှာရဘူးလားရှာမှာအမှန်ကိုမှန်တိုင်းပြောပေးနိုင်တဲ့ဆရာသာမရအကူညီသာမရလို့ကတော့လေဘုန်းကြီးတို့ပရိသတ်တွေဘယ်တော့မှအရှုခံတရားမသိဘူး
အရှုကတရားမသိရင်လည်းဝိပဿနာရှုလို့မရဘူးဒီလိုမလားကဲနောက်တစ်ခါကျတော့နံပါတ်၈ကဘာလဲပရာဒောဂောသောနံပါတ်၈ကဘာလဲပရာဒောဂောသောဆိုတာကတရားနာတာကိုပြောတာနော်အဲ့ဒီမှာလည်းပဲပရာဒောဆိုတာကသရဝအထံမှာဂောသောဆိုတာကအတန်သရဝအထံကနေပြီးတော့အတန်ကလေးကြားနာလဲရတာကိုပရာဒောဂောသောလို့ဒီလိုခေါ်တယ်အဲ့ဒီတော့တရားနာတဲ့အခါမှာလည်းပဲမြတ်စွာဘုရားဘုန်းကြီးတို့ပေတကောပရိသပါဠိအရှင်ကိစ္ဆာယနမထေဟောတယ်လို့ဒီလိုစာမှာဆိုရှိတယ်ပေတကောပရိသပါဠိမှာဘယ်လိုပြောတော့နော်ပရာဒောစဂောသောသစ္စာနုတ္တန္တိတဲ့ဒီလိုမလားပရာဒောစဂောသောသစ္စာနုတ္တန္တိပရာဒောဂောသောတော့ရိုးရိုးပရာဒောဂောသောမဟုတ်ဘူးနော်နောက်ဆက်တွဲလေးပါသေးတယ်ဗါတယ်လေသစ္စာနုတ္တန္တိသစ္စာနဲ့ပတ်သက်တဲ့တရားကိုနာကြားရမယ်ခန္ဓာအာယရဏဓာတ်သစ္စာနဲ့ပတ်သက်တဲ့တရားကိုနာကြားရမယ်ယုံနာဖြစ်ပြတဲ့ပတ်သက်တဲ့တရားကိုနာကြားရမယ်ဒါပြောတာနော်ရိုးရိုးတရားနာမလို့ပြောတာလားပရာဒောဂောသရှိရင်သောတာပန်ဖြစ်တယ်ပရာဒောဂောသရှိသောတာပန်ဖြစ်တယ်ဆိုတာကပရာဒောဂောသတိုင်းလည်းပဲသောတာပန်မဖြစ်ပါဘူးဟုတ်တယ်မလားဘယ်လိုတရားမျိုးနာရမှသောတာပန်ဖြစ်တော့သစ္စာတရားနာရမှသောတာပန်ဖြစ်တာဒါကြောင့်ပရာဒောဂောသဖြစ်ဖို့ကလည်းအစစ်မှန်ပရာဒောဂောသဖြစ်ဖို့ကလည်းအရေးမကြီးဘူးလားကြီးလားအရေးကြီးတယ်နော်ပရာဒောဂောသအစစ်မှန်မရရင်ဒိဋ္ဌိဖြစ်သွားတာပဲဟုတ်တယ်မလားဒိဋ္ဌိဖြစ်သွားတာပဲနော်ပရာဒောဂောသအစစ်မှန်မရရင်ဒိဋ္ဌိဖြစ်သွားတာပဲပရာဒောဂောသအစစ်မှန်ရမှဒိဋ္ဌိစင်တာဒါကြောင့်ဒိဋ္ဌိဘာကြောင့်ဖြစ်တော့ပရာဒောဂောသအစစ်မှန်မရလို့ဒီတော့ဒိဋ္ဌိစင်စေခြင်းပါတယ်ဆိုရင်ဘယ်လိုလုပ်မလဲပရာဒောဂောသအစစ်မှန်ရအောင်လို့ဘယ်လိုတရားမျိုးနာရမှာလဲသစ္စာနဲ့စတဲ့တရားမျိုးကိုမြတ်မြတ်နာပေးပါဒီလိုမလားအဲ့ဒီလိုနော်ဒိဋ္ဌိဖြစ်တာလဲဟောဒီအကြောင်း6ချက်ကြောင့်ဒိဋ္ဌိဖြစ်တာပဲဒိဋ္ဌိစင်တာလဲဟောဒီအကြောင်း6ချက်ကြောင့်10ချက်ကြောင့်ဒိဋ္ဌိစင်တာပဲနော်ဒိဋ္ဌိဖြစ်တာလဲဒီအကြောင်းဘယ်ချက်ကြောင့်လဲ10ချက်ကြောင့်ဒိဋ္ဌိစင်အောင်လုပ်ဖို့ကလည်းဒီအကြောင်း10ချက်ကိုအမှားကနေအမှန်ဖြစ်အောင်ပြုပြင်ပေးလိုက်ရုံပါပဲကဲဒါဖြင့်စင်ချုံလိုက်တဲ့အခါကျတော့နံပါတ်1ဘာသိအောင်ကြိုးစားရမယ်နံပါတ်2ဘယ်လိုကိုခွာရမှာတော့ဘာနဲ့ခွာမယ်ဉာဏ်နဲ့ခွာနံပါတ်3ဖတ်သားရဲ့ဆက်သွယ်မှုသဘောတရားကလေးဟုတ်တယ်မလားကိုယ်စရမမြင်လိုက်ပြီဆိုတာနဲ့ဒီပြန်နဲ့ဟာဒါဖတ်သားကဘယ်လိုဆက်သွယ်ပေးလို့ဘယ်လိုရောက်တယ်ဘယ်လိုနာနေပေါ်တယ်ဒါကိုသိအောင်ကြိုးစားနော်အဲ့ဒါကြောင့်ဖတ်သားရဲ့ဆက်သွယ်ပေးမှုလေးကိုဘာလို့ရမှာလဲသိအောင်ကြိုးစားရမယ်နံပါတ်4သိညာခန္ဓာဝိဇ္ဇာဖတ်သောစသိညာမှတ်သားမှုလေးတွေကိုအမှန်ဖြစ်အောင်ကြိုးစားဒီလိုမလားကိုယ့်ရဲ့မှားယွင်းသောအမှတ်ကလေးတွေပြင်ပြီးတော့မှတ်မှားယွင်းသောအမှတ်ကလေးတွေပြင်ပြီးတော့မှတ်ခွန်ကြီးတို့မော်တော်ကားမောင်းတယ်လို့ပေါ့နော်မြန်မာပြည်မှာမောင်းတော့ဘယ်မောင်းလားညာမောင်းလားညာမောင်းထိုင်းရောက်သွားတဲ့နေ့တိုင်းနဲ့ချက်ချင်းဘယ်မောင်းဖြစ်သွားပြီဒါကိုမှတ်ထားရတယ်ထိုင်းနယ်မြေရောက်သွားတဲ့နေ့ချက်ချင်းဘယ်မောင်းကိုပြောင်းပလိုက်မြန်မာနိုင်ငံမြေနင်းလိုက်တာနဲ့ချက်ချင်းညာမောင်းကိုပြောင်းပလိုက်ဒီလိုမလားအဲ့တော့ဘုန်းကြီးတို့ပြိဿတွေလည်းရိတ်သားမြေနင်းလိုက်တာနဲ့ဒီပြန်နဲ့အိမ်ကပါလာတဲ့အမှတ်ကလေးတွေအားလုံးပြင်ပလိုက်မပြင်လို့တော့မရဘူးအိမ်ကပါလာတဲ့အမှတ်တွေဒီကိုရောက်အောင်ယူမလာနဲ့အမှတ်တွေအားလုံးပြင်ပလိုက်ဒီလိုမလားနောက်တစ်ခါနံပါတ်5ကပါလဲအတွေးခေါ်ကလေးတွေကိုငငယ်တုန်းကတွေးထားတဲ့မှားရင်တော့အတွေးခေါ်ကလေးတွေများပါလာခဲ့တော့အားလုံးဖြောက်ပလိုက်ဒီအထိယူမလာနဲ့နော်စစ်ဘုန်းကြီးတွေဘလို့ပဲဟောဓမ္မဂရိကတွေဘလို့ပဲဟောကိုယ်ငကိုကသိထားတဲ့အတိုင်းပဲငါကြည့်မယ်ကွာဆိုလို့ကတော့ဖြစ်ကိုမဖြစ်ဘူးနော်ပြင်နေရင်ပြင်ပေးရမှာပဲဒီလိုမလားနောက်တစ်ခါကျတော့နံပါတ်9ကဘာလဲနံပါတ်6ကဘာလဲအာယောနိသောမနတိကာရနှလုံးသွင်းမှားမှုကိုဘာနဲ့ပြင်ပေးရမှာလဲနှလုံးသွင်းမှန်မှုလေးနဲ့ပြင်ပေးဒီလိုမလားနံပါတ်9ကဘာလဲလဲဒုံမိတ်တော်ဆိုတာကပါပမိတ်တော်အချင်းကနေဘာမိတ်တော်ဖြစ်အောင်လုပ်ရမှာလဲဘာတရားဟောတဲ့ဆရာသမားရှာမှာလဲသစ္စာတရားဟောတဲ့ဆရာသမားရှာနောက်တစ်ခါနံပါတ်10ပရာဒောဂောတော်တရားနာဘယ်လိုတရားမျိုးနာရမှာလဲအဲ့ဒီလိုဆိုလို့ရှိရင်အမြင်မှန်လေးတွေမရဘူးလားရမှာလားဒိဋ္ဌိလေးတွေမစင်ဘူးလားစင်ပါလားဒါကြောင့်ဘာကြောင့်အမြင်မှန်မရတယ်လဲမင်းအဲ့ဒီအကြောင်း8ချက်ခန်းနေလို့ဘာဖြစ်လို့ပါလဲ
ဒီအကြောင်းရှိချက်ခံနေလို့ဒီအကြောင်းရှိချက်ကိုပြင်းယူပါမပြင်းသမျှကာလပတ်လုံးအမြင်မှမရနိုင်ဘူးဟုတ်ရဲ့လားအဲဒါကြောင့်အမြင်မှရကြပါတယ်ဆိုရင်ဟောဒီအကြောင်းရှိချက်ကိုပြင်ပေးပါအချိန်မီပြင်မလိုက်ပါအချိန်မီပြင်မလိုက်မယ်ဆိုရင်အမြင်မှန်လေးတွေရနိုင်ပါလိမ့်မယ်အမြင်မှန်ရရင်ဝိပဿနာလမ်းကြောင်းမဖြောင်းဘူးလားဖြောင်းသွားမှာအဲဒါကြောင့်ဝိပဿနာလမ်းကြောင်းဖြောင်းပြီးတော့နိဗ္ဗာန်စီသို့ဥတည်နိုင်တဲ့ဉာဏ်ဖြစ်အောင်ကြိုးစားကြပါလို့တိုက်တွန်းရင်းနဲ့ကဲသာဓုခေါ်တော့ကြအောင်စို့ကျမ်းမာချမ်းသာစွာဖြင့်မြတ်စွာဘုရားရှင်ဤသာသနာတော်မြတ်ကြီးကိုနိလတ်တဖွဲ့တင်တဲ့အောင်ပြုစုဆောက်ရှောက်ထောက်ပံ့နိုင်သောသာသနာပြုပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်များဖြစ်ကြပါစေ